လူအများရှိမှကြံဆောင်ဟီးကထမင်းမှုကိုရုတ်တရက်ဆောင်ပစ်လိုက်ပြီးကျွန်တော်ကိုလက်ညှိုးထိုးကလူလေလုတ်တယ်ဆိုပြီးအော်ဟစ်ဆဲဆိုပါတော့တယ်ငါဟင်းသီးရွက်စည်းကရောင်းတဲ့လူတွေကိုတေးသေးချာချာစုံစမ်းပြီးမင်းရဲ့ဒီထမင်းမှုကဟင်းတွေထမင်းတွေအပါဝင်အရင်မှနှစ်ချက်ပဲရှိတာမင်းကတပွဲကို6ချက်တောင်ရောင်းရဲတယ်နော်ကျွန်တော်ဆောက်လုပ်ရေးလုပ်ငန်းခွင်ပေးမှာတပွဲကိုရွံ6ချက်တင်းနဲ့ထမင်းမှုရောင်းပါတယ်ဟင်းကအသား2မျိုးအတီးရွက်2မျိုးပြင်ထမင်းကိုလည်းစိတ်ကြိုက်စားအလကားပေးတဲ့ရင်းနှီးချက်ဦးဟင်းချိုကိုလည်းအမြဲတမ်းအနှစ်တွေအပြည့်ထည့်ပေးထားတာပါရွာကနေဒီမျိုးပြကိုအလုပ်လာလုပ်ကြတဲ့ရွာကန်အလုပ်သမားအယောက်20ကျော်ကလည်းကျွန်တော်စီမှာပဲထမင်းမှာစားကြတယ်ကျွန်တော်ကသူတို့စီကနေအရင်ဒီဖို့ပဲယူပြီးလှုပ်အားကနဲ့ရေကုန်မီးကုန်တွေကိုထည့်တွက်ပြီးမယူခဲ့ဘူးဒါပေမဲ့ဒီနေ့နေ့လယ်ဆိုင်အလုပ်များဆုံးအချိန်မှာပဲရွာကအကျန်ဆောင်ဟေးကလူအများရှိမှထမင်းမှုကိုရုတ်တရက်ဆောင်ပစ်လိုက်ပြီးကျွန်တော်နှာခေါင်းကိုလက်ညှိုးထိုးကလူလေလုတ်တယ်ဆိုပြီးအော်ဟစ်ဆိုပါတော့တယ်ငါဟင်းသီးရွက်စည်းကရောင်းတဲ့လူတွေကိုတေးသေးချာချာစုံစမ်းပြီးမင်းရဲ့ဒီထမင်းဘူးကဟင်းတွေထမင်းတွေအပါဝင်အရင်မှ2ချက်ပဲရှိတာမင်းကတပွဲကို6ချက်တောင်ရောင်းရဲတယ်နော်ငါတို့စီကနေ4ချက်တောင်အမျက်ကြီးစားနေတာပဲငါတို့အယောက်20ကျော်တနေ့ကိုနှစ်စားတာမင်းတနေ့ကိုငါတို့စီက160ချက်ဖြတ်စားနေတာတလားဆိုရင်800တနေ့ဆိုရင်မင်းငါတို့လိုရွာကန်တွေရဲ့သွေးစွန်းတဲ့လှုပ်အားကတွေထဲကနေ6000တောင်အမျက်ထုတ်သွားပြီဒီစကားလဲထွက်လာရောထမင်းနှင်းစီနေတဲ့လူအုပ်ကြီးတစ်ခဏအတွင်းစူညံပွက်လို့ရိုက်သွားတယ်စောစောကလည်းဓာဟိုင်အကိုနဲ့ရင်းရင်းနှီးနှီးခေါ်နေကြတဲ့ရွာကန်တွေဟာမျက်နှာတွေချက်ချင်းတက်သွားကြတယ်သူတို့ပတ်စံတွေပြန်ပေးဖို့ဒီတစ်နှစ်ကျော်အတွင်းစားခဲ့တဲ့ထမင်းဘူးတွေပြန်အမ်းဖို့အော်ဟစ်ကြပြီးမပေးရင်ဆိုင်ကိုမှောက်လန့်ပစ်မယ်ဆိုင်ကုန်တွေကိုရိုက်ခွဲပစ်မယ်လို့ချင်းချောက်ကြတော့တယ်ကျွန်တော်မျက်လုံးတွေညဉ့်ညမ်းလာပြီးအိတ်ထဲမှာရှိတဲ့လက်ငင်းပတ်စံရွက်2000အားလုံးကိုထုတ်ပြီးကြမ်းဆောင်ဟေးရဲ့မျက်နှာပေါ်ကိုပြစ်ပေါက်လိုက်ကအဲ့ဒီလူအုပ်စုကိုအကုန်ပေါင်းထုတ်လိုက်တယ်ဒီဆောက်လုပ်ရေးခွင်ပတ်ဝန်းကျင်မှာကျွန်တော်ရဲ့6ချက်တန်ထမင်းဘူးကလွှဲရင်အသက်သာဆုံးကတပွဲကို10ချက်ပေးရတာအဲ့ဒါတော့အသားတစ်မျိုးအတီးရွက်2မျိုးပဲရပြီးထမင်းကအကန့်အသတ်နဲ့သူတို့ကျွန်တော်ဆိုင်ကထွက်သွားကြပြီဆိုတော့ဒီလိုလှုပ်အားဆိုင်ပြီးသွေးကြွေးနဲ့ပတ်စံရှာရတဲ့လူတွေဘိုက်ကိုဘယ်လိုဖြစ်မလဲဒီဆောက်လုပ်ရေးခွင်တွေကဒုက္ခတွေကိုဘယ်လိုတောင်းခံမလဲဆိုတာကျွန်တော်စောင့်ကြည့်လိုက်အောင်မယ်လွန်ခဲ့တဲ့10နှစ်ကကျွန်တော်ရွာကလူတွေနဲ့အတူဒီမျိုးကြီးရဲ့ဆောက်လုပ်ရေးခွင်မှာအလုပ်လာလုပ်ခဲ့တယ်ပညာလည်းမရှိအတတ်ပညာလည်းမရှိတော့အပိမန်းဆုံးအောက်ခြေအလုပ်ကနေပဲဆောက်လုပ်ခဲ့ရတယ်အုတ်တယ်တာဘီလက်ညီပြောတာတန်ချောင်းချီတာအိမ်မန်းနဲ့အလုပ်အထွေထွေအလုပ်မှန်သမျှအကုန်လုပ်ခဲ့ဘူးတယ်ဆောက်လုပ်ရေးခွင်တွေကနေရက်တွေကအရန်ပင်ပန်းတာလူကိုအစိုးဆုံးနှိမ့်ဆက်တာကပင်ပန်းတာထက်ဆိုင်ရင်ပူပူနွေးနွေးနဲ့အိမ်နေအောင်ကျွေးမဲ့ထမင်းတစ်နက်ကိုမစားရတာပဲလုပ်ငန်းခွင်တွေကထမင်းစားဆောင်ကထမင်းဟင်းတွေကလည်းဈေးကြီးတာလွန်ရောအတီးရွက်ကြီးပဲပါတဲ့ဟင်းတစ်ပွဲကို9ချက်အသားမစီလေးနည်းနည်းပါတဲ့ဟင်းဆိုရင်15ချက်တောင်တောင်းတာဆောက်လုပ်ရေးခွင်တွေကထမင်းတစ်နက်ကလူကိုစိတ်ပြတ်အားလျော့စေတယ်အပြင်ကလှည့်လေရောင်းတဲ့ထမင်းမူးလေးတွေကလည်းအတူတူပါပဲကြည့်ရင်တော့ဈေးသက်သာသလိုနဲ့တကယ်တော့ဂျာအေးတို့မေရိုက်တယ်လို့လှည့်ကွက်တွေကြီးပဲဟင်းသီးဟင်းရွက်တွေကနွမ်းဖတ်နေတဲ့ဟင်းရွက်အဟောင်းတွေအသားဆိုရင်လည်းရေခဲတစ်တာထဲမှာကြာကြီးအေးခဲထားတဲ့အသားတော်အဟောင်းတွေထမင်းကလည်းဆန်ဟောင်းတွေမို့ဝါလိုက်ရင်လေချောင်းကိုကုတ်ကတ်နေတာဒီလိုထမင်းမျိုးစားလိုက်ရင်ဘိုက်တော့ပြည့်သွားနိုင်ပေမဲ့လူနှလုံးသားကိုတော့မနှွေးထွေးစေနိုင်ဘူးအဲ့ဒီတုန်းကကျွန်တော်တွေးခဲ့မိတယ်ငါတို့လိုလှုပ်အားစိတ်ထုတ်ရတဲ့လုပ်ပေါ်ကိုင်ဘက်တွေပတ်စံအနည်းဆုံးနဲ့ပူပူနွေးနွေးနဲ့ဘောလင်းလင်းစားနိုင်မဲ့ဈေးသက်သာပြီးအနှစ်သာရရှိတဲ့ထမင်းမှုမျိုးရောင်းတဲ့နေရာတစ်ခုရှိရင်ဘယ်လောက်ကောင်းမလဲလို့ပေါ့နောက်တော့ကျွန်တော်ပတ်စံနည်းနည်းစုမိတယ်ဆွေမျိုးမိတ်ဆွေတွေစီကလည်းနည်းနည်းချေးပြီးတန်ကျိတ်ကဆောက်လုပ်ရေးခွင်ကြီးကညီညီအိမ်ခန်းသေးလေးတစ်ခုကိုငှားလိုက်တဲ့အိုးခွက်ထမင်းပေါင်းဆက်တွန်းလဲတွေကိုဝယ်ပြီးကျမ်းမာရေးထောက်ခံချက်လုပ်ကဒီထမင်းမှုလဲလေးကိုစတင်ခဲ့တယ်ပြောရရင်တော့တိတ်ပြီးဂုံတိတ်ခါရှိတဲ့အလုပ်တော့မဟုတ်ပါဘူးလမ်းဘေးမှာဈေးဆိုင်ပတ်ရောင်းရတာမို့နေ့တိုင်းကိုမှစီညွန်နဲ့တွေဆွဲနေတာပဲဒါပေမဲ့အနည်းဆုံးတော့ဇနီးနဲ့သမီးလေးကိုကျွေးမွေးနိုင်နေပြီးတော့ကျွန်တော်လူလုပ်ပေါ်ကိုင်ဘက်တွေကိုလည်းစိတ်ချလက်ချစားနိုင်မဲ့ထမင်းတစ်နက်ကိုပေးနိုင်ခဲ့တယ်လမ်းဘေးဆိုင်လေးကဂုံပေါက်စရာမရှိပေမဲ့မိသားစုတစုရဲ့ဘဝကိုထောက်ပံ့ပေးနိုင်ခဲ့တယ်လို့အလုပ်သမားတွေရဲ့ပုံနှွေးတဲ့ထမင်းတစ်နက်ကိုလည်းအားဖြည့်ပေးနိုင်ခဲ့ပါတယ်ဈေးစတင်ရောင်းတဲ့နေ့ကစပြီးကျွန်တော်စီကန်းချက်တစ်ခုသတ်မှတ်ခဲ့တယ်ထမင်းမှုတစ်ခုကို6ချက်အသား2မျိုးအတီးရွက်2မျိုးထမင်းဝါစာဟင်းချိုအလာကကြီးသူငယ်သူမရွေးတရားမျှတစေရမယ်ဒီစီကန်းကိုကျွန်တော်9နှစ်တိုင်ထိန်းသိမ်းခဲ့တယ်9နှစ်အတွင်းမှာဈေးနှုန်းမပြောင်းလဲခဲ့ဘူးအစာပလာရော့မသွားခဲ့ဘူးပူပူနွေးနွေးထမင်းနဲ့ဟင်းချိုကိုလည်းအမြဲတမ်းပံ့ပိုးပေးခဲ့တယ်ပတ်ဝန်းကျင်ကထမင်းမှုဆိုင်တွေ10ချက်ကနေ10ချက်ကနေ12ချက်15ချက်အထိတက်သွားကြပေမဲ့ကျွန်တော်ဆိုင်ကတော့အမြဲတမ်းတပွဲကို6ချက်ပဲဟင်းပမာဏကပူရင်ပူမယ်ရော့မသွားဘူးဟင်းတွေကိုလည်းနေ့တိုင်းအလှည့်ကျပြောင်းပေးတယ်တနင်္လာနေ့ဆိုရင်အာလူချက်သားချက်ခရမ်းချင်သီးချက်ဥကျော်မုံလာထုတ်ကျော်ပဲပြချက်အင်္ဂါနေ့ဆိုရင်နေုပ်ပေါ်ဝက်သားလေးကျော်အသားလုံးစီပြန်ပဲပင်ပေါက်ကျော်ခရမ်းသီးနဲ့ဗုဒ္ဓဟူးနေ့ဆိုရင်ဘဲကင်ကုန်းမောင်ကြီးကျော်ကြားဆွဲတုပ်ဖျုံသီးချက်နေ့တိုင်းဟင်းတွေကိုအသားနဲ့အသီးရွက်မျှတအောင်ပူပူနွေးနွေးနဲ့တရက်နဲ့တရက်မထက်ရအောင်အလှည့်ကျချက်ပေးတာပါကျွန်တော်သုံးတဲ့ဆန်ကမြောက်ပိုင်းကထွက်တဲ့ဆန်မွေးကောင်းစားဖြစ်ပြီးဈေးလေးကြီးတယ်ချက်လိုက်ရင်ထမင်းကအင်းမြင့်မြင့်နဲ့မွေးနေတာပဲအလုပ်သမားတွေကပင်ပန်းလို့ရတော့တစ်နက်ကို2ပန်းကန်3ပန်းကန်လောက်စားကြတယ်ကျွန်တော်တခါမှမျက်နှာမပြတ်ဘူးသူတို့အများကြီးစားလေကျွန်တော်ပို့ထည့်ပေးလေပဲအလုပ်လုပ်ရတဲ့လူတွေဘိုင်းဝဖို့ပဲအဓိကတွေးထားတာပါသုံးတဲ့အသားကလည်းမနက်တိုင်းသားတဲ့ယုံကိုကိုယ်တိုင်သွားပြီးလက်ဆက်ဝယ်လာတဲ့ဝက်သားနဲ့ကြက်သားတွေပါအသားရဲ့အယောင်အနှံ့ထိတွေ့မှုအားလုံးကိုတစ်ခုချင်းစီတေးသေးချာချာစစ်ဆေးပြီးမှဝယ်တာရေခဲရိုက်အသားဟောင်းတွေကိုလုံးဝမသုံးဘူးဒါကအလုပ်သမားတွေကိုထမင်းကျွေးတဲ့နေရာမှာကျွန်တော်ရဲ့အခြေခံအကျဆုံးစီကံပဲဟင်းသီးဟင်းရွက်တွေကလည်းမနက်
ခင်းစည်းကလက်ဆက်ဆုံးရာသီပေါ်တင်းနံတွေပဲရွေးတာတန်ရှင်းလက်ဆက်ပြီးအရေးရွှမ်းနေတာကိုမြင်ရမှစိတ်ချတာနည်းနည်းလေးဈေးပို့ပေးရရင်တောင်တောင်းတွေမှာပုံထားတဲ့နွမ်းဖက်နေတဲ့ဟင်းရွက်တွေကိုဘယ်တော့မှမဝယ်ဘူးပတ်စံနည်းနည်းပို့ကုန်ပေမဲ့ချက်လိုက်တဲ့ထမင်းဟင်းကစားရတာစိတ်ချမ်းသာတယ်လို့ကျွန်တော်စိတ်ထဲလဲကျဉ်းနှံ့မှုရှိတယ်ဒီနှစ်တွေထဲမှာကျွန်တော်အမြတ်နည်းနည်းပဲရရင်ရပါစေမကောင်းတဲ့အရာတွေကိုတော့အလုပ်လုပ်တဲ့လူတွေစီမကြွေးချင်ဘူးဇနီးဖြစ်သူလင်းရှို့ကကျွန်တော်ကိုအမြဲတမ်းဦးကြောင်ကြောင်နိုင်တယ်လို့ပြောတတ်တယ်သူများတွေ7နှစ်ချက်တန်ထမင်းမှုတွေမှာတောင်ရေခဲရိုက်အသားနဲ့စံဟောင်းတွေသုံးနေကြတာရှင်က6ချက်တန်ထမင်းမှုကိုအသားလက်လက်ဆက်ဆက်ဆန်အစ်တွေသုံးနေတယ်မူလကလေးကအမြက်ကတိတ်မရှိတာကိုရွာခံတွေဆိုပြီးနေတိုင်းအသားတွေပို့ထည့်ထမင်းတွေပို့ကျွေးနေရင်ရေရှည်ကျမတို့အဆင်ပြေမှာမဟုတ်ဘူးကျွန်တော်ကတော့အမြဲတမ်းပြုံးပြီးသူ့မောပြေအောင်ပြောရတာပေါ့အားလုံးကရွာသူဘဝတူတွေပဲလေအမျိုးတွေလိုပဲဥစ္စာပို့ပေးနိုင်တာရှိရင်ပို့ပေးလိုက်ပါကွာအပြင်မှာအလုပ်လုပ်ရတာအားလုံးမလွယ်ကူကြပါဘူးအိမ်နဲ့ဝေးပြီးအလုပ်လုပ်ရတာအားလုံးကလှုပ်အားဆိုင်ပြီးတွေးကျွေးနဲ့ပတ်စံရှာနေကြတာကူညီနိုင်တဲ့လောက်ကူညီပေးရမှာပေါ့ပြီးတော့ငါတို့ရဲ့ဒီဆိုင်လေးကလည်းလူသမားတွေအားပေးလို့ပဲရက်တည်နိုင်ခဲ့တာပဲအမြဲနည်းနည်းရလဲစိတ်အေးရတာပေါ့သူတို့ပူပူနွေးနွေးနဲ့ဝဝလင်းလင်းစားနိုင်ရင်ပဲဒီဆိုင်လေးဖွင့်ရကျိုးနဲ့ပါပြီရွာခံတွေလို့ပြောပေမဲ့တကယ်တော့ဒီလိုအယောက်20ကျော်ကကျွန်တော်အဖေရဲ့အတိတွေဒါမှမဟုတ်ကျွန်တော်အမေရဲ့ဆွေမျိုးဝေးတွေဒါမှမဟုတ်ရင်လည်းငယ်ငယ်ချင်းတွေဖြစ်ပြီးတလက်စီပတ်သက်နေတဲ့ဆွေမျိုးတွေကြီးပါပဲဆိုင်ဆောက်ဖွင့်တဲ့နေ့ကလေးကသူတို့ကျွန်တော်စီမှာပဲစားလာတာ9နှစ်ရှိပြီတခါမှဆိုင်မပြောင်းကြဘူးဘယ်သူပဲဖြစ်ဖြစ်အိမ်မှာကိစ္စရှိလို့ဖြစ်ဖြစ်လက်ထဲပတ်စံပြက်လို့ဖြစ်ဖြစ်10ရက်ဒါမှမဟုတ်3လ5လလောက်ထမင်းဖို့အကျွေးတင်နေရင်တော့ကျွန်တော်တခါမှပတ်စံမတောင်းဘူးတယောက်ယောက်ညဘက်8နာရီ9နာရီအထိအချိန်ပိုဆင်းရရင်လေထမင်းတွေကိုပေါင်းဦးထဲမှာနှွေးပြီးသူတို့အလုပ်ဆင်းလာမယ့်အချိန်ကိုစောင့်နေပေးတတ်တယ်ပူပူနွေးနွေးထမင်းနဲ့ဟင်းချိုလေးပိုက်ထဲဝင်သွားရင်အမောပြေတာပေါ့ဘသူအိမ်ကပဲဖြစ်ဖြစ်ဆွေမျိုးမိတ်ဆွေတွေလာလေရင်ကျွန်တော်ဟင်းတွေအပိုးချက်ပေးပြီးတပြားမှမယူဘူးပွဲတော်ရက်တွေဆိုရင်လူတိုင်းကိုဘဲဥပြုတ်တစ်လုံးဒါမှမဟုတ်ကြက်ဥချောင်းတစ်ချောင်းအလကားထည့်ပေးတတ်တယ်လူနှလုံးသားချင်းလဲလေကြတာမို့ကျွန်တော်သူတို့ကိုစေတနာအပြည့်ထားရင်သူတို့လေကျွန်တော်ပေါ်မစိုးတော့ဘူးလို့အမြဲတွေးခဲ့တာဒါပေမဲ့ကျွန်တော်မိသွားတာကဒီလောကမှာအနှံ့ဆိုင်ဆုံးကလူနှလုံးသားဖြစ်ပြီးဘယ်တော့မှမဝနိုင်တာကတော့လောဘပဲဆိုတာပါပဲကျွန်တော်ထည့်ပေးတဲ့ထမင်းမှုကိုလှုပ်ပစ်ပြီးကျွန်တော်ကိုအမျက်ကြီးစားတယ်လို့ပြောတဲ့ကျန်းဆောင်ဟေးကရွာကအဖိုးကျဲရဲ့ညီအခုအသက်24နှစ်ရွာသားတွေနဲ့အတူအလုတ်ခွင်မှာလာလောက်တာတစ်နှစ်နီးပါးရှိပြီးအစာကြီးပြီးအလုတ်ပြင်းတယ်အလုတ်လို့ရင်လူလေကြတယ်ပတ်စံရရင်ဖဲဝိုင်းနေပဲတိုးတယ်ရှုံးရင်အကျွေးထားတတ်တယ်တကယ်စိတ်မကောင်းဖြစ်မိတာကကျွန်တော်9နှစ်တိုင်တိုင်စေတနာအပြည့်နဲ့ဆက်ဆံခဲ့တဲ့ရွာသားတွေကကျန်းဆောင်ဟေးစကားကိုနားယောင်ပြီးအခုလိုသူ့ဘက်မှာရက်တီလာလိမ့်မယ်လို့ဘလို့မှမထင်ခဲ့မိဘူးမှာ9နှစ်တာဆောင်းရှောက်မှုနဲ့စေတနာတွေကဒီအချိန်မှာဓာတ်တစင်းလိုရင်ဝကိုစိုက်ဝင်သွားတယ်လို့ပဲကျွန်တော်အသက်ကိုပြင်းပြင်းရှူပြီးလက်ထဲကရောက်မကိုချလိုက်တဲ့ကျန်းဆောင်ဟေးကိုစိုက်ပြီးတလုံးချင်းပြောလိုက်တဲ့ကျန်းဆောင်ဟေးမင်းအတိတရားရှိရှိပြောစမ်းငါထမင်းဘူးက6ရွယ်ဟင်း2မျိုးအတိရွယ်2မျိုးထမင်းဝါစာဟင်းချိုအလကငါမင်းတို့စီကအမျက်ဘလောက်များရသွားလို့လဲမင်းရင်းက3ရွယ်လေးကိုအခု6ရွယ်ရောင်းတော့တဝက်မြက်တာပေါ့ဒါကိုမမြက်ဘူးလို့ပြောဦးမလားငါရတာမင်းကပတ်စံမက်ပြီးကိုရွာသားအချင်းချင်းကိုပဲလိန်စားနေတာအရင်3ရွယ်ဟုတ်လားငါ3နှစ်ဆန်ကတပိတာကို2ရွယ်8မူတန်ထမင်းတပူးမှာအနည်းဆုံးတပိတာခွဲပါတယ်စံမိုးတင်1ရွယ်4မူစက်သားကတပိတာ12ရွယ်ထမင်းဘူးတွေကစက်သားတော့ကအနည်းဆုံး2စက်သားပါတယ်စက်သားဖို့တင်2ရွယ်4မူစက်ဦးကတပိတာ9ရွယ်ထမင်းဘူးတွေကကြက်ဥက9မှုပို့ပါတယ်အတီးရွယ်2မျိုးစီစားဆော့ဟင်းခတ်မုံတစ်ခါသုံးထမင်းဘူး2 gas ခမီးကအင်္ဂါကပြီးတော့ငါနဲ့ငါမိမမနဲ့တိုင်း2နာရီထပြီးအလုပ်လုပ်ရတဲ့တနေ့10နာရီကျော်လောက်အားကကောကျွန်တော်ပြောရင်းနဲ့စိတ်လှုပ်ရှားလာပြီးအတန်တွေတောင်တုံရင်လာတယ်ငါရဲ့ဒီ6ရွယ်တန်ထမင်းဘူးကအရင်စီအကုန်ပေါင်းရင်အနည်းဆုံး9ရွယ်ရှိတယ်အသားတင်မြက်ကအလွန်ဆုံး9မှုပဲအတီးရွယ်စီအသားစေးတက်ရင်ငါတောင်ရှုံးသေးတယ်ဒီ9နှစ်အတွင်းမင်းတို့ကိုငါစေးတစ်ခါမှမတက်ဘူးမင်းတို့အကျွေးထားတာကိုငါတစ်ခါမှမတောင်းဘူးအချိန်ပိုစင်းလို့နောက်ကျရင်ပူမေးတဲ့ထမင်းချံထားပေးတယ်ပွဲတော်ရက်ဆိုဟင်းတွေဘဲဥတွေအပိုထည့်ပေးတယ်ငါကျန်းတာဟိုင်မင်းတို့အပေါ်ဘာမှလုပ်ခဲ့လို့လဲဒါပေမဲ့ကျွန်တော်စကားတွေကပင်လေတဲ့ကြောက်ခဲချတယ်လို့ပဲဘယ်သူမှမကြားကျင်ကြဘူးနောက်တန်းကဝန်ရှဲဆိုတဲ့ရွာသားကအလုတ်ခွင်ကန်တင်းမှာကူညီပေးရတဲ့သူပုံမှန်ဆိုသူလဲကျွန်တော်စီမှာနေတိုင်းထမင်းလာဝယ်စားပြီးကန်တင်းကထမင်းကဈေးကြီးပြီးမကောင်းဘူးလို့အမြဲပြောတတ်တဲ့သူကကျွန်တော်ကိုအထက်စီးကနေကြည့်ပြီးဒါဟိုင်ငါမင်းကိုအခွင့်အရေးပေးမယ်မင်းအားလုံးကိုတေးသေးချာချာရှင်းပြစမ်းဒီစကားလုံးတွေနဲ့ငါတို့ကိုလာမလိမ့်နဲ့ငါတို့ကပညာမရှိပေမဲ့ရှင်းတဲ့လူတွေတော့မဟုတ်ဘူးဝန်ရှဲကရွာမှာအတင်းပြောရတာဝါသနာပါဆုံးအတင်းချင်းနဲ့မိမွေရတာအကြိုက်ဆုံးလူသူစကားလဲထွက်လာရောနောက်ကရွာသားတွေလည်းချက်ချင်းဝိုင်းអော်ကြတော့တယ်ဟုတ်တယ်အဲ့ဒီအိမ်ငါးကတွေလှုပ်အားကတွေနဲ့ငါတို့ကိုလာမလိမ့်နဲ့မင်းလှုပ်အားကထဲမတွေ့ရင်တောင်အရင်က3ရွယ်ထက်မပိုပါဘူးငါပြောသားပဲဘာလို့နေတိုင်းထမင်းတွေပိုထည့်ပေးနေလဲလို့တကယ်တော့ငါတို့စီကပတ်စံတွေအများကြီးဖြစ်စားထားလို့စိတ်မတန့်လို့ကိုကျန်းဆောင်ဟေးကသူ့ဘက်ကကူပြောမဲ့သူရှိလာတော့ပိုပြီးစိတ်တက်ကြလာတယ်သူကခါးကိုထောက်လဲပင်းကိုဆက်ပြီးပြောတယ်ဟုတ်တယ်တို့အလုပ်ခွင်တွေကကန်တင်းမှာရှိရွယ်မဲပေးရတယ်ဟင်းသုံးမျိုးအတီးရွယ်2မျိုးနဲ့ထမင်းဝအောင်စားရတယ်မင်းဆိုင်ထက်အများကြီးတာတယ်မင်းရဲ့ဒီ6ရွယ်တန်ထမင်းဘူးကလောဘဇောတက်နေတာငါတို့ကိုဥတုတုအထထတွေအောက်မိနေလားကျွန်တော်ရှိကလူအုပ်ကြီးကိုကြည့်ပြီးတကူလုံးစိတ်အေးသွားမိတယ်သူတို့နေတိုင်းကျွန်တော်စီမှာစားနေကြတာကျွန်တော်ထမင်းဘူးရဲ့အချိုးစားကိုမတိကြဘူးလားငါသုံးတဲ့ဈေးတွေကိုမတိကြဘူးလားအလုပ်ခွင်ကန်တင်းရဲ့ရှိရွယ်တန်ဟင်းသုံးမျိုးအတီးရွယ်2မျိုးကဘလို့ပုံစံလဲဆိုတာသူတို့စိတ်ထဲမှာမတိကြဘူးလားတယောက်မှခူးလိုက်ရင်ဟင်းရည်ကြီးပဲအသားစလေးတောင်မမြင်ရဘူးထမင်းကလည်းစံဟောင်းတစ်ပန်းကန်ပဲရတယ်ကိုလိုချင်ပတ်စံထပ်ပေးရတယ်ငါ
ဆိုင်နဲ့နှိုင်းရှင်လို့ရမလားကျွန်တော်အသက်ကိုပြင်းပြင်းရှူပြီးလဲချောင်းဝအထိတက်လာတဲ့ဒေါသတွေကိုအတင်းပြန်ဖိချလိုက်ရတဲ့ဆိုင်ဖွင့်တဲ့ဒီ9နှစ်အတွင်းလူပေါင်းစုံကိုတွေးခဲ့မှုပေမဲ့ဒီလိုစိတ်ပြည့်စရာကောင်းတဲ့ကိစ္စမျိုးကိုယ့်အပေါ်ကြားရောက်လာလိမ့်မယ်လို့9နှစ်တိုင်တိုင်ဆောက်ရှောက်ခဲ့တဲ့ရွာသားတွေစီကဖြစ်လာလိမ့်မယ်လို့မတွေးခဲ့ဘူးဒါပေမဲ့ပတ်ဝန်းကျင်မှာဒီရွာသား20ကျော်တင်မကဘူးတခြားအလုပ်ခွင်ကအလုပ်သမားရာနဲ့ချီလဲကြည့်နေကြတယ်ကျွန်တော်ရဲ့စီးပွားရေးကဒီလုပ်ပေါ်ကိုင်ဘက်တွေရဲ့အားပေးမှုပေါ်မှာပဲရက်တည်နေတာအကယ်၍ဒီကိစ္စကြီးထွားသွားပြီးသူတို့ကျန်းဆောင်ရေးရဲ့စကားကိုယုံသွားကြရင်ကျွန်တော်ဆိုင်လဲဆက်ဖွင့်လို့ရတော့မှာမဟုတ်ဘူးကျွန်တော်စိတ်ကိုထိမ့်ပြီးအားလုံးနားလည်လွယ်မဲ့စကားလုံးတွေနဲ့ပဲအိမ်ငါးကမိကဂတ်စကစတဲ့အရင်းစရိတ်တွေကိုတစ်ခုချင်းချပြလိုက်တယ်ပြီးတော့ကုန်ကျန်းစရိတ်ထမင်းဘူးတို့နဲ့လှုပ်အားကတွေအားလုံးကအလကားရတာမဟုတ်ကြောင်းတစ်ခုချင်းစီခွဲချမ်းစိတ်ဖြာပြီးရှင်းပြခဲ့တယ်ကျွန်တော်ဖုန်းကိုထုတ်ပြီးနေတိုင်းဈေးဝယ်ထားတဲ့ငွေပေးချေမှုမှတ်တမ်းတွေကိုပါသူတို့ကိုပြခဲ့သေးတယ်အသားတပိတာဘလောက်ဆန်တပိတာဘလောက်နေတိုင်းဈေးဝယ်တာဘလောက်ကုန်လဲဆိုတာအားလုံးကိုချပြခဲ့တယ်ကျန်းဆောင်ကြီးကမဲရွယ်ပြီးဘာမှမပြောတော့ဘူးဝန်ရှဲလဲနောက်ကိုဆုတ်သွားပြီးဘေးကလူနဲ့တိုးပြောနေကြတယ်ကျွန်တော်စိတ်ထဲမှာတက်ပြင်းချနိုင်အောင်ရှိသေးဒီကိစ္စပြေလည်သွားပြီလို့ထင်မှတ်ခဲ့ရတာနောက်တစ်စက္ကန့်မှာဝန်ရှဲကမဲရွယ်ပြီးရေလိုက်ပြန်နေဟာပြောတော့အကောင်းသားမင်းတို့နားထောင်ကြည့်ဦးသူဘလောက်ပြောတတ်လဲငွေပေးချေမှုမှတ်တမ်းဆိုတာစိတ်ကြိုက်ပြေလို့ရတာပဲဥစ္စာပါလေမင်းတယောက်ပဲတည်ပြီးတို့တွေကဘာမှမသိဘူးအောက်မိနေလားကျန်းဆောင်ကြီးကချက်ချင်းဝိုင်းអော်တယ်ဟုတ်တယ်မင်းရဲ့အဲ့ဒီငွေပေးချေမှုမှတ်တမ်းကအစ်စ်လားအတူလားဘယ်သူသိမှလဲဟုတ်တယ်ဘာပဲဖြစ်ဖြစ်ငါတော့မယုံဘူးမင်းကတို့ရွာသားတွေရဲ့ပတ်စံကိုပဲဖျက်စားနေတာကျွန်တော်တို့ကိုဆက်ပြီးစကားမပြောချင်တော့ဘူးအနောက်ကိုလှည့်ပြီးရောက်တော့ကိုကိုင်ကတခြားလူသမားတွေကိုထမင်းဆက်ခုပေးဖို့ပြင်လိုက်တဲ့စိတ်ထဲမှာတော့ထားလိုက်ပါတော့ပါဇက်ကသူများပါဇက်ပဲပြောချင်တယ်လို့ပြောပါစေအချိန်ကြာလာရင်ဘသူကစေတနာအမှန်လဲဆိုတာအားလုံးသိလာမှာပဲလို့တွေးလိုက်တယ်ဒါပေမဲ့ကျွန်တော်ရောက်တော့ကိုကိုင်ပြီးဟင်းမခုရသေးခင်မှာပဲနောက်တန်းကနေဆူရှာတဲ့အတန်တန်ထွက်လာပြန်တယ်ကျန်းဆောင်ကြီးရဲ့အမေပဲငါသားပြောတာမှန်တယ်မင်းကအတိတရားမရှိတဲ့ကောင်သူကအတန်ကုန်អော်တယ်မင်းမိမနင်းရှို့လဲမတန်ရှင်းပါဘူးနေခွေရမှာတို့ရွာသားတွေကိုအတင်းပြောနေတာတို့တွေကိုစင်းရဲတယ်ပြောတယ်အတင်းမဆက်ဘူးပြောတယ်ကျွန်တော်အုံနောက်ထဲမှာဝုန်းကနေဖြစ်သွားပြီးအာယုံတွေဗလာဖြစ်သွားပြန်တယ်ကျွန်တော်ကိုဘာပြောကျွန်တော်အောက်ခံနိုင်တယ်ဒါပေမဲ့ကျွန်တော်မိမကိုတော့ဒါပြီးမဆွဆွဲနဲ့လင်းရှိုးကကျွန်တော်နောက်ွယ်မှာမနှက်အစောကြီးထညမိုးချုပ်အထိတနေ့10နာရီကျော်အလုံးလုံးရလို့လက်တွေမှာအကွဲကြောင်းတွေကြီးပဲဒါပေမဲ့တခါမှမငြင်းညူဘူးရွာသားတွေအကျွေးထားတာကိုတခါမှမတောင်းဘူးကွယ်ညာမှာလဲရွာသားတွေရဲ့အတင်းကိုတခါမှမပြောဘူးသူကကျွန်တော်ကိုရင်ဖွင့်ဘူးတာတခုပဲရှိတယ်ကျန်းဆောင်လေးကအကျွေးထားတာ3လနီးပါးရှိပြီးမဆက်သေးဘူးဒီလအိမ်လားကတောင်ပေးဖို့မလောက်တော့ဘူးဆိုတာလေးပဲဒီလိုခံပြင်းမှုတွေကိုသူမြဲအောင်ခံပြီးဘဝကိုနေတိုင်းရုန်းကန်နေခဲ့တာဒီအရာတွေကိုတွေးမိတော့ကျွန်တော်ရင်ထဲကဒေါသမီးကိုဘလို့မှထိလို့မရတော့ဘူးနောက်တစ်စက္ကန့်မှာကျွန်တော်ဘေးကဟင်းလီတောင်မကြီးကိုဆွဲကင်ပြီးစင်းဒီတုံးပေါ်ကိုဒုံကနေမြေအောင်ခုတ်ချလိုက်တဲ့ငါမင်းတို့စီကပတ်စံချက်စားတယ်လို့ထင်တဲ့လူမှန်သမျှအကုန်ထွက်သွားနောက်ငါဆိုင်ရှိကိုဘယ်တော့မှမလာကြနဲ့လူအုပ်ကြီးချက်ချင်းတိတ်ဆိတ်သွားတယ်ဘယ်သူမှမလှုပ်ရှားကြဘူးဘာလို့လဲဆိုတော့သူတို့စိတ်ထဲမှာဘယ်သူထက်မဆိုတေးသေးချာချာတီးကြလို့ပဲဒီမျိုးစင်ကြီးဘုံရဲ့အလုတ်ခွင်ပတ်ဝန်းကျင်တစ်ခုလုံးမှာ6ရွက်တန်ဟင်းနှမျိုးအတီးရွက်နှမျိုးနဲ့ထမင်းဝအောင်စားရမယ်ကုန်ကျန်းလက်ဆက်ပြီးပူလေးအားရှိမဲ့ဒုတိယမြောက်ထမင်းမှုဆိုင်ကိုဘယ်တော့မှရှာတွေ့မှာမဟုတ်လို့ပဲဒါကြောင့်အခြေအနေတွေဘလောက်ပဲရုပ်ဆိုးပါစေသူတို့နေရာမှာပဲဆက်ရက်နေကြတယ်တခြားနေရာကိုသွားရင်အနည်းဆုံး10ရွက်ပေးရမှာတလားဆိုရင်ထမင်းဘိုးတင်ရနဲ့ချီပို့ကုန်မှာသူတို့လိုပင်ပန်းရှာအနေရတဲ့လေသမားလုပ်သမားတွေအတွက်ဒါကပတ်စံနေငယ်မဟုတ်ဘူးဒါကြောင့်အခြေအနေရုပ်ဆိုးမှန်းတိတိကြီးနဲ့ဒီအားရှိမဲ့ထမင်းပူပူလေးကိုလက်မလွတ်နိုင်ကြတာဘယ်သူမှမလှုပ်ရှားပေမဲ့ကျန်းဆောင်လေးကတော့လှုပ်ရှားလာတယ်အားလုံးမကြောက်ကြနဲ့သူစိတ်မတန့်လို့ခြောက်နေတာငါအားလုံးအတွက်တခြားထမင်းမှုဆိုင်ဒီဇိုင်းနဲ့ချိတ်ဆက်ပေးထားပြီးတပူးကို3ရွက်ပဲဟင်းနှမျိုးအတီးရွက်နှမျိုးနဲ့ထမင်းဝအောင်စားရမှာသူ့ဆိုင်ထက်တဝက်သက်တာတဲ့ပို့ပြီးတော့လဲအားရှိတယ်ဒီစကားလဲထွက်လာရောလူအုပ်ထဲမှာပွဲလို့ရိုက်သွားပြန်တယ်အစ်စ်လားအတူလားတပူး3ရွက်ဆိုရင်သူ့ဆိုင်မှာဘာလို့စားနေတော့မှလဲရှောင်းကြီးကတကယ်လူကောင်းမဲဟီးရိုတွေအတွက်တွေးပေးတယ်ဟုတ်ပါတချို့လူတွေလိုနေတိုင်းတို့ရဲ့တွေးချွေးစာတွေကိုမျက်စိကျနေရမျိုးမဟုတ်ဘူးရွာသား20ကျော်ကတွတ်နဲ့ချီးမွမ်းကြတော့တယ်ဝန်ရှဲကပထမဆုံးရှိထွက်လာပြီးကျွန်တော်ချင်ရင်ကိုအတွေးတစ်ချက်ထွေးကလူတွေတကယ်မျက်စိမှောက်ခဲ့တာပဲမင်းသမီးကို9နှစ်တိုင်စားခဲ့မိတယ်သူကပြောရင်းနဲ့သူ့အိတ်ကိုဆွဲပြီးဘေးကိုထွက်သွားတော့တယ်လိုက်ရောညီထွေစွာပဲကျန်းဆောင်ကြီးရဲ့အမိလဲလိုက်သွားရင်မင်းဒီလိုလုပ်တာတနေ့နှောင်းတရလိမ့်မယ်တဲ့တခြားလူတွေလည်းတပွဲနဲ့လှုပ်ရှားလာပြီးအပြင်ကိုလိုက်ထွက်ဖို့ပြင်ကြတယ်ဒါပေမဲ့ဒီအချိန်မှာကျန်းဆောင်ကြီးကရုတ်တရက်អော်လိုက်ပြန်တယ်အားလုံးခဏဆောင်ဦးဒီစကားကြောင့်တကားဝအထိရောက်နေတဲ့လူတွေအကုန်လုံးခြေလန်းတက်သွားကြတယ်သူတို့ပြိုင်တူနောက်ပြန်လှည့်ကြည့်ကြပြီးမျက်လုံးတွေထဲမှာလောဘရိတ်တွေနဲ့ကျွန်တော်ကိုစိုက်ကြည့်ကြတယ်ကျန်းတာဟိုင်မင်းဒီ9နှစ်အတွင်းတို့စီကပတ်စံဘလောက်ဖြတ်စားခဲ့လဲမင်းကိုယ်တိုင်မသိဘူးလားဖြတ်စားထားမှာတော့တို့တွေကိုပြန်ပေးတင်တယ်မဟုတ်ဘူးလားဟုတ်တယ်မလားပတ်စံပြန်ပေးဒီ9နှစ်အတွင်းတို့တွေမင်းစီမှာသုံးခဲ့သမျှပတ်စံတွေကိုအကုန်ပြန်ပေးရမယ်ကျန်းတာဟိုင်မင်းပတ်စံမအမ်းရင်ဒီနေ့ဒီကိစ္စမပြီးဘူးဝိုင်းအော်ဆဲဆိုတန်တွေကအပ်တွေလိုကျွန်တော်လုံးသားတဲ့စိုက်ဝင်သွားရတဲ့ရှေ့ကရင်းနှီးတဲ့မျက်နာတွေကိုကြည့်ပြီးတကယ်ကိုစိတ်ကားလွန်းလာတဲ့စိတ်ပြက်စရာကောင်းလာတဲ့9နှစ်
9 နှစ်တိုင်စောင့်ရှောက်ခဲ့တာတွေကသူတို့မျက်လုံးထဲမှာပြားတပြားကိုတောင်တန်ဖိုးမရှိပါလားကျန်းဆောင်လေးရဲ့တွေးထိုးစကားအနေငယ်ကြောင့်ပဲသူတို့ကကျွန်တော်ကိုရန်သူလိုအမျက်ရှာတဲ့လောဘသားစီးပွားရေးသမားလိုတတ်မှတ်လိုက်ကြပြီးကျွန်တော်ဒေါသကိုထိန်းအန်ကျိတ်ပြီးပြောလိုက်တယ်ခင်ဗျားတို့အရင်ကပေးခဲ့တဲ့ထမင်းဖိုးတွေကထမင်းဖိုးတွေပဲလေငါထမင်းဖိုးရဲ့အရင်စရိတ်ကိုခင်ဗျားတို့ကိုယ်တိုင်ဈေးမှာသွားမေးကြည့်ရင်သိမှာပဲငါပိုရှန်ပြီးတပြားမှမယူခဲ့ဘူးလောဘသားပတ်စံဆိုတာဒါလို့တောင်မရှိဘူးကျန်းဆောင်လေးကနှာခေါင်းရှုံပြီးမဲရွက်ပြတယ်မင်းဒီလိုပြောမယ်ဆိုတာငါကြိုသိတာပဲသူကအိတ်ထဲကဖုန်းကိုထုတ်ပြီးကျွန်တော်မျက်နှာရှိမှာဝေးရမ်းပြတယ်ကျန်းသာဟိုင်မင်းရဲ့ဒီဆိုင်မှာလုပ်ငန်းလိုင်စင်ရှိပေမဲ့လမ်းဘေးမှာလှည့်လည်ရောင်းချနေတာကစီကံဖောက်ဖြတ်တာပဲငါဈေးကွက်ဆောင်ကြည့်ရေးဌာနကိုတိုင်ကြားစာဖုံးဆက်ပြီးမင်းမှာနေရာတီတကြမရှိပဲရောင်းနေတယ်တန်ရှင်းရေးမပြည့်မီဘူးတက်တန်းလုံးကုန်ချမ်းတွေတုံးနေတယ်လို့တိုင်ထားတာမင်းအခုပတ်စံမအမ်းရင်သူတို့ကိုလာခိုင်းပြီးမင်းဆိုင်ကိုချိတ်ပိတ်ခိုင်းမယ်လိုင်စင်ကိုတင်ခိုင်းမယ်မင်းကိုနောက်ဒီအလုပ်လုံးဝလုပ်လို့မရအောင်လုပ်ပြမယ်ကျွန်တော်နာရီကိုကြည့်လိုက်တယ်သူထမင်းဘူးရိုက်ခွဲကလေးကအခုအထိအချိန်တနာရီနီးပါးရှိနေပြီးနောက်မှာတခြားလုပ်သမားတွေအများကြီးထမင်းဝယ်ဖို့ဆောင်နေကြတော့ဒီလိုဆက်နေရင်ထမင်းတွေအေးကုန်တော့မယ်အလုပ်သမားတွေထမင်းပူပူစားရတော့မှာမဟုတ်သလိုကျွန်တော်ရဲ့ဂုံတိတ်ခါလည်းအကုန်ပျက်စီးရလိမ့်မယ်နင်းရှိုကလည်းဘေးမှာသမီးလေးကိုဖတ်ပြီးငိုနေရှာတယ်မျက်လုံးတွေနီးရဲလို့တကူလုံးလည်းတုံနေနေတာပဲကျွန်တော်သူတို့သားအမိကိုကျွန်တော်ကြောင့်ဒီလိုဒုက္ခမရောက်စေချင်ဘူးပြီးတော့9 နှစ်တိုင်လုပ်ခဲ့တဲ့စီးပွားရေးကိုလည်းမဆုံးရှုံးချင်ဘူးပတ်စံပေးပြီးဖြည့်ရှင်းလို့ရမယ်ဆိုရင်လည်းဘေးဖယ်ရှင်းလိုက်တာပေါ့ကောင်းပြီပတ်စံဘလောက်လိုချင်လဲကျန်းဆောင်ရဲ့မျက်လုံးတွေချက်ချင်းတောက်ပသွားပြီးအော်ပြောတယ်2000ဒီ9နှစ်အတွင်းမင်းငါတို့စီကဖြတ်စားထားတာအနည်းဆုံးရွှ2000ရှိတယ်အကုန်ပြန်အန်းရင်ဒီကိစ္စပြီးမယ်ရွှ2000ဟုတ်လားကျန်းဆောင်ဟေးမင်းတပြမတိုက်တာပဲတော်မယ်ကျွန်တော်တို့အခြေအတင်ဖြစ်နေတော့မှာပဲလူ့အပြင်ဘက်ကနေခြေတံတွေကြားလိုက်ရတယ်ကျွန်တော်ရင်နဲ့ထိတ်ကနေဖြစ်သွားပြီးမောကြည့်လိုက်တော့ဈေးကွက်ဆောင်ကြည့်ရေးဌာနယူနီဖောင်းဝတ်ထားတဲ့ဝန်ထမ်း2ယောက်မျက်မှောင်ကုပ်ပြီးရှောက်လာနေတဲ့နောက်မှာမြို့ပြစီမံခန့်ခွဲရေးအဖွဲ့ဝင်အချို့လဲပါသေးတယ်ခေါင်းဆောင်ဖြစ်တဲ့အရာရှိလေးကိုကျွန်တော်သိတယ်အရင်ကလိုင်စင်လုပ်တုန်းကစုံဘူးတယ်သူကကျွန်တော်ကိုကြည့်ပြီးပတ်ဝန်းကျင်ကလူအုပ်ကြီးကိုကြည့်တာမျက်နှာချက်ချင်းပြတ်သွားတယ်ကျန်းသာဟိုင်းဘာဖြစ်တာလဲလမ်းဘေးမှာစီးကမ်းမဲ့ရောင်းနေတယ်တန်ရှင်းရေးမပြည့်မီဘူးတက်တန်းလွန်ကုန်ကျန်းတွေတုံးနေတယ်လို့တိုင်ကြားစာရောက်လာလို့မဟုတ်ပါဘူးခင်ဗျာကျွန်တော်မှာလုပ်ငန်းလိုင်စင်ရောကျန်းမာရေးထောက်ခံချက်ရောရှိပါတယ်တွန်းလဲမှာချိတ်ထားပါတယ်ကုန်ကျန်းတွေကလည်းဒီနေ့မနေ့တင်အစ်စ်ဝယ်ထားတာပါခင်ဗျာစစ်ဆေးနိုင်ပါတယ်ဒါတွေကကျွန်တော်တို့ရွာတူကလူတွေမို့အထင်လွဲစရာလေးနည်းနည်းဖြစ်သွားလို့ပါစကားတော်မဆုံးသေးဘူးကျန်းဆောင်ဟေးကခုံထွက်လာပြီးတွန်းလဲကိုကင်ကအရာရှိလေးကိုလှမ်းអော်တယ်လူကြီးမင်းလာတာအတော်ပဲသူပဲသူကနေတိုင်းဒီမှာပုတ်အပ်နေတဲ့အသီးရွက်တွေရေခဲရိုက်အသားတွေနဲ့ကျွန်တော်တို့ကိုထမင်းချက်ကျွေးနေတာအရင်3ရွံလောက်ပဲကို6ရွံရောင်းပြီးကျွန်တော်တို့အလုပ်သမားတွေရဲ့သွေးချွေးစာတွေကိုခေါင်းပုံဖြစ်နေတာဟုတ်တယ်ကျွန်တော်တို့ကတက်တေတွေဟုတ်တယ်ကျွန်တော်တို့ကတက်တေတွေဝန်ရှဲနဲ့အဲ့ဒီရွာသားတွေကတွတ်နဲ့ဝိုင်းပြောကြပြီးဆွဆွဲချက်မှန်သမျှကျွန်တော်ပေါ်ကြီးပုံချကြတော့တယ်အရာရှိလေးရဲ့မျက်နှာကပူပြီးတီးတက်လာတယ်သူတွန်းလဲဘေးကိုရှောက်လာပြီးကျွန်တော်ချိတ်ထားတဲ့လုပ်ငန်းလိုင်စင်နဲ့ကျန်းမာရေးထောက်ခံချက်တွေကိုအရင်စစ်တယ်အားလုံးတက်တန်းရှိသေးတယ်ပြီးတော့အပူထင်းဟိုးတွေကိုဖွင့်ကြည့်တော့ဟင်းတွေကဒီနေ့ချင်းချက်ထားတာကုန်ကျန်းတွေကလည်းလက်ဆက်တယ်ကုန်ကျန်းထည့်တဲ့တစ်တာတွေကိုထက်စစ်တော့လဲအကုန်လက်ဆက်ပြီးဘာပြဿနာမှမရှိဘူးဒါပေမဲ့ဒီလိုဆိုရင်တော့လမ်းဘေးမှာလှည့်လေရောင်းချတာကစီကံဖောက်ဖြတ်တာပဲအရာရှိလေးကကျွန်တော်ကိုကြည့်ပြီးတက်ပြင်းချကပြောတယ်ကျန်းသာဟိုင်လမ်းဘေးမှာလှည့်လေရောင်းချတဲ့အတွက်ဒဏ်ငွေရွာ900ပေးရမယ်ပြီးတော့လုပ်ငန်းသုံးကိရိယာတွေကိုတင်စီရမယ်ဒါပေမဲ့မင်းကအမြဲတမ်းစီကံရှိလုပ်ခဲ့ပြီးဘာပြဿနာမှမရှိခဲ့ဘူးတာမို့ဒီတစ်ချိန်တော့ဒဏ်ငွေပဲဆောင်ခိုင်းပြီးပစ္စည်းတွေကိုမသိမ်းတော့ဘူးနောက်လမ်းဘေးမှာမရောင်းပါနဲ့တော့အတိတကျဆိုင်ကန်းတစ်ခန်းရှာလိုက်ပါကျွန်တော်လက်ခံလိုက်ရတယ်အိတ်ထဲကပတ်စံအိတ်ကိုထုတ်ပြီးရာတန်9ရွက်ကိုရေတွက်ကအရာရှိလေးကိုကမ်းပေးလိုက်တယ်အရာရှိလေးကပတ်စံကိုယူပြီးဒဏ်ငွေဖြတ်ပိုင်းဖြတ်ပေးတယ်ပြီးတော့ဘေးကဝိုင်းអော်နေတဲ့ကျန်းဆောင်ကြီးတို့ကိုကြည့်ပြီးဒီမှာလူစုပြီးစုပူမှုမလုပ်ကြနဲ့လို့ပြောကလူတွေကိုခေါ်ပြီးထွက်သွားတော့တယ်ကျွန်တော်သူထွက်သွားတာကိုကြည့်ပြီးသူ့နောက်ွယ်ကရန်လိုတဲ့မျက်လုံးတွေနဲ့ရွာသားတွေကိုကြည့်ကလူတိုင်းကစေတနာနဲ့မတန်ဘူးဆိုတာသင်ခန်းစာရသွားတယ်ကျွန်တော်ကောင်းကုန်ပြီးပတ်စံအိတ်ထဲမှာကြံသမျှငွေသားတွေကိုအကုန်ထုတ်လိုက်တယ်အကျွေးစအချိုးနဲ့ရာတန်10ကနန်းကျော်အကုန်ပေါင်းမှတိတိကျကျရွမ်2000ကျွန်တော်ရင်ဘက်ကိုဘုံကနေပုတ်ပြီးអော်လိုက်တယ်ရွမ်2000ကတကူလုံးမှာဒါပဲရှိတယ်ယူချင်းယူမယူချင်းဒီကျန်းဆောင်လေးခဏကြောင်သွားတယ်သူကျွန်တော်တကယ်ပတ်စံထုတ်ပေးလိုက်မယ်လို့မထင်ထားဘူးခင်ပါရဲ့သူမတိစိတ်နဲ့ပတ်စံကိုလှမ်းယူပြီးခေါင်းပုံကြည့်ကပြီးတော့ကျွန်တော်ကိုမောကြည့်တော့မျက်လုံးထဲမှာတုံလုံးမှုတစ်ချက်ဖြစ်ပြေးသွားတယ်ဒါပေမဲ့ချက်ချင်းပဲအောင်နိုင်သူအမှုရာနဲ့အစားထိုးလိုက်ပြီးကဲထမင်းမှုဆိုင်ရပြီးဒီပတ်စံကိုငါအားလုံးကိုခွဲပေးမယ်တယောက်ကို10ကနန်းစီပေါ့အဲ့ဒီလူအုပ်ကြီးကြားတာနဲ့ချက်ချင်းဝမ်းသာအားရအော်ဟစ်ကြပြီးကျန်းဆောင်ကြီးနောက်ကိုလိုက်သွားကြတော့တယ်အယောက်20ကျော်တဲ့ကတယောက်မှမကြံခဲ့ဘူးထွက်သွားတဲ့အချိန်မှာတချို့ကကျွန်တော်စီတွေးထွေးပြီးရိုင်းဆိုင်နဲ့စကားတွေတောင်ပြောသွားသေးတယ်စောစောကနေကြက်ညက်နေတဲ့အလုတ်ခွင်တကားဝါကချက်ချင်းစိတ်ငြိမ်သွားတော့တယ်ကျွန်တော်နဲ့လင်းရှို့ပြီးတော့မိုးလို့မဆုံးသေးတဲ့သမီးလေးရာပဲကြံခဲ့တယ်ဘေးမှာတော့လမ်းပေါ်ရိုက်ခွဲခံထားရတဲ့ထမင်းဘူးခွန်တွေဖိတ်စင်နေတဲ့ထမင်းနဲ့ဟင်းတွေပျက်စီးရွေနေတဲ့မြင်ကွင်းတွေရင်ထဲမှာဘာလို့ခံစားရမှန်းမသိတော့ဘူးလင်းရှို့ကသမီးလေးကိုဖတ်ပြီးမျက်ရည်တွေမထိန်နိုင်တော့ပဲမိုးရှိုက်ကပြောတယ်ကျန်းတာဟိုင်းရှင်းမျက်နှာကိုတေချာကြည့်စမ်းဒါရှင်စေတနာပြည့်နဲ့ဆက်ဆံခဲ့တဲ့ရွာသားတွေလေဒါရှင်နေတိုင်းဆောက်ရှောက်ခဲ့တဲ့ရွာသားတွေတို့မနဲ့အစိုးကြီးထားမြမိုးကျုပ်အထိလောက်တာသူတို့စီကပတ်စံတပြားမှမမြတ်တဲ့အပြင်အခုတော့ကိုယ့်ဘက်ကပါအိတ်ဆိုင်လိုက်ရပြီးရလက်ကပါလေသူတို့ကရှင့်ကိုလောဘသားလို့ပြောပြီးဆဲတယ်တိုင်တန်းတယ်ပတ်စံတောင်းတယ်အခုတော့ရှင်းလင်း
မြင်ပြီမလားကျွန်တော်ဒူးထောက်ထိုင်ပြီးသမီးရရလေးရဲ့မျက်ရည်တွေကိုတုပ်ပေးကရင်ခွင်ထဲထည့်ထားလိုက်တဲ့သမီးလေးကရှိုက်ကြီးတင်ငိုနေပြီးကိုလေးတောင်တုံနေရှာတယ်ကျွန်တော်လင်းရှို့ရဲ့မျက်ရည်တွေကိုလည်းတုပ်ပေးလိုက်တယ်လေချောင်းထဲမှာတဆို့နေလို့အကြာကြီးစကားတခွန်းမှမပြောနိုင်ခဲ့ဘူး9နှစ်တာစူးစမ်းအားထုတ်မှုတွေလည်းဒီလိုပဲပျောက်ဆုံးသွားပြီးဒီပတ်စံလေးနဲ့လူတွေရဲ့စိတ်ရင်းမှန်ကိုအမှန်တိုင်းမြင်လိုက်ရတာပဲသင်ခန်းစာတစ်ခုပေါ့ကျွန်တော်အသက်ကိုပြင်းပြင်းရှူပြီးလင်းရှို့ရဲ့ပခုံးကိုပုတ်ကာခဲ့ပါမငိုပါနဲ့တော့နောက်မှာတခြားလူသမားတွေထမင်းဝယ်ဖို့စောင့်နေကြတော့အလုပ်ရင်လုပ်ရအောင်ဘလို့ချော့လိုက်တယ်ကျွန်တော်တို့နှစ်ယောက်အလုပ်ပြန်စပြီးကျန်တဲ့လူသမားတွေကိုထမင်းကူးပေးတဲ့အလုပ်သမားတွေကကျွန်တော်တို့ကိုကြည့်ပြီးတနာကယူနာတက်တဲ့မျက်လုံးတွေနဲ့ဓာဟိုင်ဆရာကြီးခမ ्या ကစေတနာရှိတာကျွန်တော်တို့အတိဆုံးပါခမ ्या အပြစ်မဟုတ်ပါဘူးအဲ့ဒီလူတွေကကျေးဇူးကမ်းတာလို့ပြောကြတယ်ကျွန်တော်ပြုံးပေးပြပြီးဘာမှမပြောတော့ဘူးလက်ထဲကရောင်းမောက်ကိုအမြဲတမ်းတီတီငိမ့်ငိမ့်နဲ့လူတိုင်းကိုအပြည့်အသိကူးပေးခဲ့တယ်နေ့လေတနာကြီးကျော်အထိအလုပ်ရှုပ်ပြီးမှအင်းတွေအကုန်ရောင်းကုန်သွားတယ်ဆိုင်သိမ်းပြီးပြန်တွန်းလာတဲ့လမ်းမှာလင်းရှို့စကားတခွန်းမှမပြောဘဲခေါင်းကုန်းလို့ကျွန်တော်နောက်ကနေတိတ်တဆိတ်လိုက်လာခဲ့တယ်သူရင်ထဲမှာခံပြင်းနေမှန်းကျွန်တော်သိတာပေါ့ပို့ပြီးတော့လည်းမိမိရဲ့စေတနာကိုအထင်လွဲခံရလို့စိတ်နာနေတာအိမ်ကန်းလေးကိုပြန်ရောက်ပြီးပစ္စည်းတွေချရုံရှိသေးလင်းရှို့ရဲ့ဖုန်းကရုတ်တရက်ညီလာတယ်သူဖုန်းခေါ်ဆိုမှုကိုကြည့်ပြီးခဏကြောင်သွားကကင်လိုက်တယ်ကျွန်တော်ရင်ထဲဒုံးကနေဖြစ်သွားတယ်အဖိုးချမ်းကကျန်းဆောင်လေးရဲ့အဖိုးအသက်80နီးပါးရှိနေပြီခြေထောက်လည်းမကောင်းရှာဘူးငငယ်တုန်းကစောက်လို့ရေးခွင်မှာတစ်သက်လုံးလုပ်ခဲ့လို့အခုတော့ယောဂဝေဒနာမျိုးစုံခံစားနေရပြီးအခုဒီလုပ်ခွင်ရဲ့တကားဆောင်ဖြစ်ကင်းထဲလေးထဲမှာတယောက်တည်းနေတာကျန်းဆောင်လေးရဲ့အမေကလည်းနှစ်ရှည်လာများအပြင်မှာအလုပ်သွားလုပ်နေလို့တစ်နှစ်ပတ်လုံးတစ်ခါမှပြန်မလာဘူးကျန်းဆောင်လေးပဲအနာမှာရှိတာဒါပေမဲ့ဒီကောင်ကအဖိုးဟိုရဲ့အသက်မွေးဝမ်းကြောင်းကိုဘယ်တော့မှမကြည့်ဘူးဒီငါးနှလုံးလုံးကျွန်တော်နေတိုင်းနေလေဆိုရင်အဖိုးချမ်းအတွက်ပူပူနွေးနွေးထမင်းမှုတကူအမြဲချန်ထားပြီးပို့ပေးခဲ့တာပတ်စံတပြားမှမယူဘူးပွဲတော်ရက်တွေဆိုရင်လည်းအဖိုးဟိုအတွက်အသားတွေအသီးနှံတွေပို့ပေးပြီးစကားစမြည်ပြောပေးတတ်တယ်အဖိုးဟိုကကျွန်တော်ကိုသူ့မြေရင်ထက်တောင်ပိုကောင်းတယ်လို့အမြဲပြောလေးရှိတယ်လင်းရှိုးကအင်းအင်းနဲ့တင်ဖုံးချလိုက်တယ်မျက်နှာအမူအရာကတုံလုံးနေတော့အဖိုးချမ်းကဘာလို့ရှာတာလဲလင်းရှိုးခဏငြိမ်သွားပြီးမှပြောတယ်အဖိုးဟိုကတို့တွေဒီနေ့နေ့လေတက်တနာတက်တာတည်သွားလို့တဲ့သူကင်းနေတဲ့ကနေအကုန်မြင်လိုက်ရတယ်တဲ့သူကျန်းဆောင်လေးကိုဆဲဆိုလိုက်သေးတယ်ဒါပေမဲ့အဲ့ဒီကောင်ကလုံးဝနားမထောင်ဘူးတဲ့အဖိုးဟိုကသူငါတို့အပေါ်အားနာလို့တဲ့တောင်းပန်ပါတယ်တဲ့ပြီးတော့သူကတို့တွေအတွက်နေရိုးစုပ်ပြုတ်ချက်ထားတယ်ညကြရင်တို့တွေကိုလာစားဖို့ဖိတ်တယ်တောင်းပန်တဲ့အနေနဲ့တဲ့ကျွန်တော်နဲ့လင်းရှို့မတိစိမ့်နဲ့တက်ပြင်းပြိုင်လူချလိုက်မိတယ်ကျန်းဆောင်လေးပြောတဲ့3ရွန်တန်ထမင်းမှုဆိုတာတေချာပေါက်အလင်းညာပဲသူပါလို့အဲ့လိုပြောလဲဆိုတာကျွန်တော်သိတာပေါ့မနစ်ကနွေရာသီတုန်းကဒီလိုထမင်းမှုမျိုးကိုတခါအလင်းခံရဘူးတယ်3ရွန်တန်ထမင်းမှုဆိုပြီးပတ်စံပေးလိုက်တော့အောက်စီတစ်လုံးနဲ့အချင်းဖက်နည်းနည်းပဲပေးတယ်ဟင်းပါချင်း9ရွန်ထပ်ပေးရမယ်တဲ့မပေးရင်မကြွေးဘူးဆိုတော့အဲ့ဒီတုန်းကတော်တော်ဒေါသထွက်ပြီးကျွန်တော်ကိုလာပြောနေတာလာပေါင်းများစွာပဲအဲ့ဒီလူကအခုလဲအလုတ်ခွင်ဘေးကမြေကွက်လက်မှာစောင့်နေကြတုန်းထင်ပါရဲ့ကျွန်တော်စိတ်ထဲမှာလဲတီတာပဲ3ရွန်တန်ဟင်းနှမျိုးအတီးရွက်2မျိုးနဲ့ထမင်းမှုဆိုတာဘလို့မှမဖြစ်နိုင်တာအရင်တောင်မလောက်ဘူးပုတ်အပ်နေတဲ့အတီးရွက်တွေ3ရင်3မဟုတ်ရင်တော့ဘယ်သူလို့ရှုံးမှာပဲကျန်းဆောင်လေးကဒီကောင်တွေကိုတတ်မဲ့လိန်တာကျွန်တော်ခဏတွေးပြီးလင်းရှို့ကိုပြောလိုက်တယ်တို့တွေသူတို့ကိုဖုန်းဆက်ပြီးအခုပဲပြန်ခေါ်လာပြီးထမင်းချက်ကျွေးလိုက်ရင်ကောင်းမလားမဟုတ်ရင်သူတို့ဒီနေ့နေ့လေထမင်းပူပူစားရမှာမဟုတ်ဘူးညနေကျရင်လည်းအလုပ်ဆက်လုပ်ရအောင်ပါလင်းရှို့ခဏအကြာကြီးငိမ့်သက်သွားပြီးနောက်ဆုံးတော့ကောင်းကြီးလိုက်တယ်ဒါဆိုငါဝင်ရှဲစီဖုန်းဆက်လိုက်မယ်ငါမှသူ့ဖုန်းနံပါတ်ရှိတယ်သူကဖုန်းစာအုပ်ထဲကဝန်ရှဲရဲ့နံပါတ်ကိုရှာပြီးခေါ်လိုက်တယ်ဖုန်းကအချိန်နှိမ့်ငယ်ပြီးမှကင်တယ်ဖုန်းထဲကနေစူညံတန်တွေနဲ့လူတွေရဲ့မကျေနပ်တဲ့အော်ဟစ်တန်တွေကြားနေရတယ်ဟဲလိုဖုန်းပြောလို့ရလားကျန်းနာဟိုင်ရဲ့မိမပါဝန်ရှင်းနဲ့စကားခဏပြောချင်လို့အိုးကျန်းနာဟိုင်ရဲ့မိမပါလားပါလေဟိုပတ်စံ2000ကိုနှမျောလို့ငါတို့ကိုလှည့်စားပြီးမင်းတို့ရဲ့အမျက်ကြီးစားပြီးမတန်ရှင်းတဲ့ထမင်းတွေပြန်ကျွေးမလို့လားဖုန်းလေးကနေကျန်းဆောင်လေးရဲ့အတန်ကကက်လန်အောင်ထွက်လာတယ်ငါပြောလိုက်မယ်အိမ်မက်တောင်မမက်နဲ့မင်းတို့ထမင်းကိုပတ်စံပေးရင်တော့ငါတို့မစားဘူးငါတို့အခု3ချက်တန်ထမင်းဘူးစားတော့မှမင်းတို့ထက်အပြတ်တာတယ်ဖုန်းလေးကနေဝန်ရှင်းနဲ့တခြားလူတွေဝိုင်းလောင်ရင်မောတန်တွေပါထွက်လာပြီးအေးလေအဲ့လိုထမင်းမျိုးစားတဲ့လူကအရှုံးသမားပဲငါတို့လုံးဝပြန်မလာဘူးလို့ဝိုင်းအောင်ကြားတယ်ကျွန်တော်ဖုန်းကိုလှမ်းလူပြီးချလိုက်တယ်မခေါ်နဲ့တော့လူအချို့ကကိုကနှွေးထွေးမှုပေးရင်တော့လက်ပူတယ်ဆိုပြီးညှင်းတက်ကြတယ်နောက်သူတို့တေမလားရှင်မလားဆိုတာငါတို့နဲ့ဘာမှမဆိုင်တော့ဘူးလင်းရှိုးကကျွန်တော်ကိုကြည့်ပြီးမျက်ရည်ဝဲလာရင်ကောင်းကြီးပြတယ်ပြီးတော့ဖုန်းကိုသိမ်းလိုက်တယ်ကျွန်တော်တို့နှစ်ယောက်ခုံတန်းလျားလေးပေါ်မှာဘာစကားမှမပြောဘဲထိုင်နေမိကြတယ်အိမ်လေးထဲမှာဟင်းနဲ့တွေမှုန်ထူနေတော့ပဲဒါပေမဲ့ကျွန်တော်တို့နှစ်ယောက်လုံးဘိုင်းမစားကြဘူးတမနက်လုံးအလုပ်ရှာပုတ်ပြီးတစ်လုံးမှမစားရသေးပေမဲ့ရင်ထဲမှာမုန်းချက်ပြီးအသက်ရှူရခက်နေတယ်လို့ပဲညနေ4 နာရီလောက်ညနေစာအတွက်ပြင်ဆင်နေတော့လင်းရှိုးရဲ့ဖုန်းကတဲရဲဆက်ညီလာတော့တယ်ညနေပြင်ပေါ်မှာမခေါ်ဆိုရသေးတဲ့ဖုန်းနံပါတ်တွေအများကြီးပဲအားလုံးကရွာသူကလူတွေရဲ့နံပါတ်တွေဝီချက်ကလည်းအကြောင်းကြားစာတွေတန်းစီဝင်လာတာကြည့်ရတာမျက်စိတယ်စူးနေတယ်လို့ပဲရင်ထဲထိခနဲ့ဖြစ်သွားပြီးဖုန်းပြန်ခေါ်လိုက်တယ်ညီတဲ့တစ်ချက်ပဲရှိသေးတယ်ဖုန်းကိုချက်ချင်းလက်ခံလိုက်ကြတယ်ဖုန်းထဲမှာတော့ပေါ်လောရိုက်ပြီးဘာမှတဲတဲကွဲကွဲမကြားရဘူးမျက်မှောင်ကုပ်ပြီးအားလုံးအရင်ငင်ကြတယောက်ချင်းစီပြောလို့អော်လိုက်ရတယ်တစ်စက္ကန့်လောက်ငြိမ်သွားပြီးကျန်းတာဟိုင်မင်းကကိုပတ်စံ2000မြန်ထက်လွဲပေးဦးငါတို့အရေးတကြီးလိုနေလို့ကျွန်တော်နားကြမှားသလားလို့အံ့ဩသွားမိတယ်မင်းပါပြောလိုက်
လိုက်တယ်2000ဟုတ်လားကျန်းဆောင်ဟေးမီးယူနေရလားအပိုတွေပြောမနေနဲ့အမြန်လွှဲပေးကျန်းဆောင်ဟေးကအရင်တိုင်းအထက်စီးနဲ့ပြောနေတော့ပဲငါတို့အခုထမင်းစားဖို့ပတ်စံမရှိဘူးကားကလည်းမရှိဘူးမင်းငါတို့ကိုပတ်စံလွှဲပေးရမယ်ဒါတွေအားလုံးမင်းကြောင့်ပဲမင်းသာငါ့ကိုပတ်စံမပေးခဲ့ရင်ငါအလိန်ခံရပါမလားကျွန်တော်တကယ်ပဲဒေါသထွက်လုံးလို့ရီတောင်ရီကျင်သွားတယ်တမနက်လုံးအောင့်အေးထားသမျှဒေါသတွေချက်ချင်းပေါက်ကွဲထွက်သွားတော့တယ်မင်းတို့အုံနောက်တွေပြက်နေပြီလားငါကမင်းတို့ကိုအကျွေးတင်နေလို့လားကျွန်တော်ဖုန်းထဲကိုဒေါ်လာတကြီးလှမ်းអော်လိုက်တယ်စောစောကတင်ငါမှအတိတရားမရှိဘူးလို့ပြောပြီးတိုင်တန်းတဲ့လူကဘာတူလဲငါပတ်စံကိုယူငါကိုစော်ကားခဲ့တဲ့သူကဘာတူလဲအခုလိန်ခံရတော့မှငါစီပတ်စံလာတောင်းနေဟုတ်လားမင်းတို့ရဲ့အတိတရားတွေဘယ်ရောက်ကုန်ပြီလဲကျွန်တော်2မိနစ်လောက်စက်တိုက်ဆဲဆိုပြစ်လိုက်တာအတန်တောင်ဝင်သွားတယ်ဖုန်းတစ်ဖက်ကတော့လုံးဝငြိမ်သက်သွားတယ်ကျွန်တော်ဆဲလို့ပြီးတော့မှတစ်ဖက်ကနေငိုတန်ပါကြီးနဲ့ဓာဟိုင်အကိုငါတို့ကျန်းဆောင်ဟေးရဲ့လိန်နာကိုခံလိုက်ရပြီလို့ကြွားတူကတငယ်ချင်းအိုကျိုးကပြောလာတယ်အဲ့ဒီနောက်မှာတော့တယောက်တစ်ပေါက်နဲ့ဝိုင်းပြောကြလို့အကျိုးအကြောင်းအကုန်လုံးကိုကျွန်တော်နားလည်လိုက်ရတယ်တကယ်တော့ကျန်းဆောင်ဟေးက3ချက်တန်းထမင်းမှုဆိုတာကိုဘယ်သူနဲ့မှမချိတ်ဆက်ထားပါဘူးအစကတည်းကအလိညာတက်တက်ပဲအခုမှအားလုံးရဲ့အလန့်တကြားဖြစ်ရက်တွေကအမှန်တရားအဖြစ်ပေါ်လာတော့တယ်သူကလူတွေကိုကျွန်တော်ဆိုင်ရှိကနေခေါ်သွားပြီးတော့စောက်လို့ရေးဆိုင်ပေးကမြေကွက်လက်မှာစောင့်ခိုင်းထားတာသူထမင်းကတော့အားခေါ်မဲပြန်လာရင်ဟိုပတ်စံ2000ကိုအားလုံးခွဲပေးမယ်လို့ပြောခဲ့တာလေလူတွေကလည်းသူ့ကိုယုံပြီးမလာနိုင်တော့မဲ့တဲ့တင်းကိုပဲအဲ့ဒီမြေကွက်လက်မှာရက်ဆောင်နေခဲ့ကြတယ်ဒါပေမဲ့သူကတော့ထွက်သွားပြီးပြန်မလာတော့ဘူးအဲ့ဒီလူတွေကမွန်းတဲ့12နာရီကနေညနေ4နာရီအထိစောင့်ခဲ့ကြတာအချိန်တွေကုန်လွန်လာတာနဲ့အမျှစောင့်နေတဲ့လူတွေလည်းပြာရခတ်လာကြတယ်မိုးတောင်အုံလာပြီးကျန်းဆောင်ကြီးရဲ့အရေးအယောင်တောင်မမြင်ရဘူးမွန်းတဲ့ကနေပေါင်းလူကြီးအထိစောင့်ပြီးမှဖုန်းခေါ်တော့လဲပိတ်ထားတယ်ဝီချက်ပို့တော့လဲမပြန်ဘူးလူကလုံးဝပျောက်ချင်းမလားပျောက်သွားတာသူတို့တွေလည်းပြာရခတ်ပြီးလိုက်စုံစမ်းတော့မှရွာသူကအလုသမားတယောက်စီကနေတီးရတာကကျန်းဆောင်ကြီးဟာလွန်ခဲ့တဲ့ရက်ပိုင်းကတနစ်စာလှုပ်အားခတွေကိုဖဲဝိုင်းမှာအကုန်ရှုံးထားတာတဲ့ပတ်စံမရတဲ့အပြင်ကျွေးတွေလည်းအများကြီးတင်နေတာသူအိမ်မပြန်ရဲတော့ပဲလမ်းပိတ်နေတဲ့အဆုံးမှာဒီလိုနီးလန်းကိုကြံစီပြီးလူတွေကိုမြောက်ထိုးပင်ကိုလှုပ်ခိုင်းတာကျွန်တော်စီကပတ်စံကိုလိန်ယူသွားတာပဲကျွန်တော်ရင်ထဲကနေတွေးထားတဲ့အတိုင်းပဲလို့ကြိတ်ပြောမိတယ်ဒီကောင်ပုံမှန်ဆိုငိမ့်လာကြီးရဲ့ဒီနေ့မှဘာလို့ဒီလောက်ထကြွနေလဲဆိုတာလမ်းပိတ်သွားလို့ရွာသူကလူတွေကိုတောင်ပြန်လိန်တာကိုကျွန်တော်ဖုန်းချဖို့လှုပ်တုံးတစ်ဖက်ကနေပြန်អော်ကြပြန်နေဝန်ရှဲရဲ့ဆူရှာရအတန်ကြီးထွက်လာတယ်မင်းကြောင့်ပဲကျန်းတာဟိုင်းမင်းပါလို့ပတ်စံကိုကျန်းဆောင်ရေးစီပေးလိုက်ရတာလေမင်းသာသူ့ကိုပတ်စံမပေးရင်ငါတို့လိန်ခံရပါမလားအားလုံးမင်းရဲ့အမားပဲမင်းသာငါတို့ကိုတမင်တက်တက်ဒေါသမစွာခဲ့ရင်ငါတို့ကျန်းဆောင်ဟင်းနောက်လိုက်သွားပါမလားအခုလိုလိန်ခံရပါမလားကျန်းတာဟိုင်မင်းတာဝန်ယူရမယ်မင်းငါတို့ထမင်းစားဖို့ကိစ္စကိုဖြေရှင်းပေးရမယ်ဒီလူတွေရဲ့မျက်နှာပြောင်တိုင်းမှုကတကယ်ကိုမျိုးရိုးထက်တောင်ထူပါသေးတယ်မိမိတို့ဘာသာလောဘတက်ပြီးကျန်းဆောင်ဟင်းနောက်လိုက်သွားကြတာငါ့ကိုအတိတရားမရှိဘူးလို့ဆဲခဲ့ကြတာငါပတ်စံကိုယူခဲ့ကြတာအခုလိန်ခံရတော့မှအဖြစ်အားလုံးကိုငါကောင်းပေါ်လာပုံချတယ်ဟုတ်လားကျွန်တော်ဖုန်းကိုပိတ်ပြီးအိတ်ထဲထည့်လိုက်တယ်အဲ့ဒီအချိန်မှာလင်းရှိုးကအပြင်ကနေဟင်းသီးဟင်းရွက်ဆေးပြီးပြန်ဝင်လာတယ်ကျွန်တော်မျက်နှာတစ်ပြင်လုံးမဲမောင်ပြီးတကူလုံးတုံရင်နေတာကိုမြင်တော့လက်ထဲကအသီးရွက်တွေကိုချက်ချင်းချပြီးစိတ်ပူတကြီးနဲ့မေးတယ်ဘာဖြစ်လို့လဲသူတို့ဘာပြောပြန်ပြီလဲဘာမှမဖြစ်ဘူးသမီးလေးကိုအထဲကအခန်းထဲသွားသိလိုက်သူတို့ကိုဂယုမဆိုင်နဲ့ငါတို့ညနေအတွက်ဟင်းတွေစက်ပြင်စရာရှိတာပြင်ရအောင်လင်းရှိုးကကျွန်တော်ကိုကြည့်ပြီးတက်ပြင်းချတယ်ဘာမှထပ်မမေးတော့ဘူးဓာတ်ကိုကင်ပြီးဟင်းသီးဟင်းရွက်တွေဆက်လင်းနေပေမဲ့သူ့ရင်ထဲမှာလည်းကျွန်တော်လိုပဲဒေါသတွေစိတ်ပြတ်မှုတွေပြည့်နေမယ်ဆိုတာကျွန်တော်သိတာပေါ့ညနေပိုင်းမှာကျွန်တော်တို့ဆိုင်တွန်းလဲကိုတွန်းပြီးစောက်လို့ရေးဆိုင်တကားဝါကိုထွက်ခဲ့ကြတယ်ညဘက်အချိန်ပိုစင်းတဲ့အလုပ်သမားတွေများလို့ကျွန်တော်တို့ညတိုင်းဆိုင်ထွက်တယ်မွန်းတဲကအတိုင်းတပူးကို6ချက်ပဲဆိုင်လေးအခြေကျရုံရှိသေးအလုပ်သမားအများကြီးရောက်လာပြီးဝိုင်းအားပေးကြတယ်ဒီလူတွေကမွန်းတဲကအဖြစ်ပြက်ကိုမြင်ခဲ့ကြတဲ့လူတွေပဲဒါဟိုင်စရာကျွန်တော်တို့ခမားကိုယုံနေနောက်ဆိုငါတို့နေတိုင်းဒီမှာပဲလာစားမယ်တခြားနေရာမသွားဘူးအချို့လူတွေကလည်းကျွန်တော်ကိုစိတ်လိတ်ကမ်းပြီးဟိုလိုအချင်းကြီးလူတွေနဲ့စိတ်မဆိုးပါနဲ့လို့နှစ်သိမ့်ကြတယ်ကျွန်တော်ရင်ထဲနှွေးထွေးသွားပြီးပြုံးပြီးကျေးဇူးတင်မိတယ်လူတိုင်းကိုထမင်းတွေဟင်းတွေပြည့်ထည့်ပေးလိုက်တယ်ကျွန်တော်တို့အလုပ်ရှုပ်နေတော့အဝေးကနေလူတစုခေါင်းကိုင်းဆိုင်နဲ့ရှောက်လာကြတယ်ရွာသူကလူတွေပဲသူတို့တယောက်ချင်းစီခေါင်းကိုင်းဆိုင်ချပြီးလက်ထဲမှာမကြောနေတဲ့ပေါင်ငုံလုံးတွေကိုရေတန့်ဘူးနဲ့မြူချနေကြရတယ်တလုံစားတိုင်းမျက်မှောင်ကုတ်လို့ကျွန်တော်တို့ဆိုင်ကိုမြင်ပြီးဟင်းနဲ့တွေရလာတော့သူတို့ခြေလမ်းတွေရက်သွားကြတယ်မလန်းမကန့်မှာရက်ပြီးကျွန်တော်တို့ကိုကြည့်နေတဲ့မျက်ဝန်းတွေထဲမှာနောင်တတွေအားနာမှုတွေပြီးတော့တန်းတမှုတွေရောနေတယ်ဝန်ရှဲကအရှိကို2လမ်းလောက်တိုးလာပြီးနှုတ်ခမ်းလုံယုံစကားပြောဖို့ကြံသေးတယ်ဒါပေမဲ့ကျွန်တော်ကတော့သူ့ကိုတစ်ချက်တောင်လှည့်မကြည့်ပဲအလုပ်သမားတွေကိုပဲထမင်းဆက်ထည့်ပေးနေလိုက်တယ်သူအဲ့ဒီမှာစွန့်ပြီးတော်တော်ကြာရက်နေပြီးမှနောက်ဆုံးတော့ခေါင်းကိုင်းဆိုင်နဲ့ပြန်ဆုပ်သွားတယ်လင်းရှိုးကသူတို့ကြောပြင်တွေကိုကြည့်ပြီးသူတို့ကိုကြည့်ရတာလဲတနာစရာပါပဲလို့ပြောတယ်ကျွန်တော်ကတော့လက်ကအလုံးမပြတ်ခေါင်းတော်မပေါ်ပဲပြောလိုက်တယ်တနာစရာကောင်းတဲ့လူမှမုန်းစရာအချက်ရှိစမြဲပဲလမ်းကိုသူတို့ဘာသာရွေးခဲ့တာဆင်းရဲဒုက္ခကိုလည်းသူတို့ဘာသာပဲခံရမှာပေါ့လင်းရှိုးလည်းတက်ပြင်းချပြီးဘာမှထပ်မပြောတော့ဘူးည8နာရီကျော်အထိအလုပ်ရှုပ်ပြီးအချိန်ပိုစင်တဲ့အလုပ်သမားတွေအကုန်စားတော့ပြီးမှကျွန်တော်တို့ဆိုင်သိမ်းပြီးပြန်ခဲ့ကြတယ်လမ်းမှာဆောက်လို့ရေးဆိုင်ရဲ့အဆောင်တဲကိုဖျက်တော့လင်းရှိုးကိုဆိုင်တွန်းလဲနဲ့အရင်ရှောက်နှင်းဖို့ပြောပြီးကျွန်တော်
တော်ကတော့ပူပူနွေးနွေးထမင်းမှုတပူးကိုကင်ပြီးအဆောင်တဲထဲဝင်ခဲ့တယ်ကျန်းဖိုးကကလတ်ထိုင်ပေါ်မှာထိုင်ရင်ဝါချင်းချင်းမြင့်ရင်လေးအောက်မှာကျန်းဆောင်ဟေးငငယ်တုန်းကဓာတ်ပုံကိုကြည့်နေရှာတယ်စပွဲပေါ်မှာတော့အေးဆက်နေတဲ့စံပြုတ်တစ်ခွက်နဲ့အချင်ဘက်အနှဲငယ်ပဲရှိတယ်တလုံးမှမစားရသေးဘူးအတန်ကြားလို့အဖိုးမောကြည့်တော့မှုံဝါနေတဲ့မြုံဝန်းတွေထဲမှာမျက်ရည်တွေချက်ချင်းပြည့်ရှံလာတယ်ဒါဟိုင်းအဖိုးကြီးကိုကြည့်ပြီးကျွန်တော်ရင်ထဲမကောင်းလိုက်တာအဖိုးမထပါနဲ့ဒီအတိုင်းပဲထိုင်နေပါအဖိုးကြီးကအတင်းထားဖို့လုပ်နေလို့ကျွန်တော်အမြန်သွားတွဲလိုက်ရတယ်ကျွန်တော်အဖိုးအတွက်အာလုံးချက်သားချက်ပူပူလေးယူလာတယ်အသားတွေကိုနူးနေအောင်ချက်ထားတာပူတုံးစားလိုက်ပါအဖိုးကြီးကကျွန်တော်လက်ကိုလှမ်းဆွဲတယ်သူ့ရဲ့ပိန်နေတဲ့လက်ချောင်းလေးတွေကအေးဆက်နေတာပဲအဖိုးကြီးကတင်းတင်းကြပ်ကြပ်ဆွဲထားပြီးရင်ထဲမှာစကားတွေအများကြီးမွန်းချက်နေတယ်လို့ပဲသူကျွန်တော်ကိုဒီအတိုင်းကြည့်နေပြီးလွတ်မပေးတော့ဘူးမျက်ရည်တွေကလည်းအရေးအကြောင်းတွေထင်နေတဲ့ပြင်ပေါ်စီးကြလာတယ်ဒါဟိုင်ယာငါတို့ကျမ်းမိသားစုကမင်းပေါ်မတရားခဲ့ဘူးဒီလိုမဟုတ်မမှန်နဲ့ကောင်းထွက်လာတာငါမင်းကိုမျက်နှာပြရဲတော့ဘူးကွာအဖိုးကြီးကပြောရင်းဝမ်းနေလာပြီးတကူလုံးတုံရင်လာတယ်အဆောင်တဲလေးထဲမှာအဖိုးကြီးရဲ့မူတန်နဲ့ငွေ့ငွေလေးထွက်နေတဲ့ထမင်းမှုလေးပဲရှိတော့တယ်အဖိုးဒါကအဖိုးနဲ့ဘာမှမဆိုင်ပါဘူးကျွန်တော်ရင်ထဲတနာစိတ်တွေဝင်လာပြီးသူ့လက်ကိုပုတ်ပေးလိုက်တယ်ကျန်းဆောင်ဟေးအဖိုးပဲတခုစီတီးတန့်မဲလေးအရင်ကဆောက်လို့ရေးဆိုင်မှာကျွန်တော်ခြေထောက်ကျိုးတုံးကအဖိုးပဲကျွန်တော်ကိုကြောပူပြီးစေးရုံအထိမိုင်ဝက်ကြော်အောင်ပြေးခဲ့လို့ကျွန်တော်အသက်ချမ်းသာရခဲ့တာကျွန်တော်ငငယ်ကရေထဲကြတုံးကလည်းအဖိုးပဲခုံချပြီးဆဲပေးခဲ့တာဒီကျေးဇူးတွေကိုကျွန်တော်ကျန်းသာဟိုင်းတစ်သက်လုံးမှတ်ထားမှာပါအဖိုးကြီးကကြားတော့ပိုပြီးငိုရှအားတယ်ဒါအကုသိုလ်တွေပါပဲသူကတော့နှုတ်ကနေတွတ်ရေရွတ်နေပြီးအတိတ်ကအမှတ်တရအားလုံးကိုဒီစကလုံးတွေထဲမှာပဲဖိနေထားသလိုပဲအဲ့ဒီနေ့ကကျွန်တော်အဖိုးကြီးနဲ့အတူတော်တော်ကြာအောင်နေပေးခဲ့တယ်သူထမင်းစားတာကိုစောင့်ကြည့်ပြီးရေနွေးအိုးတီးပေးတယ်မီးဖိုထဲမီးသွေးထည့်ပေးခဲ့တယ်အခန်းထဲနွေးထွေးလာမှပဲကျွန်တော်ထပ်ပြန်ခဲ့တယ်ကျွန်တော်တို့နှစ်ယောက်ဆိုင်တွန်းလေးကိုတွန်းပြီးတိတ်ဆိတ်နေတဲ့လမ်းမပေါ်ရှောက်လာခဲ့ကြတယ်လမ်းမီးတိုင်တွေကကျွန်တော်တို့ရဲ့အရေးတွေကိုအရှိကြီးဆွဲဆန့်ထားတယ်ညဘက်လေးကအေးဆက်နေတော့ပဲဒါပေမဲ့ကျွန်တော်ရင်ထဲမှာတော့ညနေကလိုမွန်းချက်မနေတော့ဘူးကျေးဇူးရှိရင်ကျေးဇူးရန်ညိုးရှိရင်ရန်ညိုးဒီစရင်ကိုကျွန်တော်တေးသေးချာချာခွဲခြားတတ်ပြီးအဆောင်လေးကထွက်လာတော့နင်းရှိုးကလမ်းဆောင်မှာစောင့်နေတော့ပဲကျွန်တော်ထွက်လာတာမြင်တော့သူ့အနားတိုးလာပြီးဘာမှမမေးပဲကဲအိမ်ပြန်ရအောင်လို့ပဲပြောတယ်မွန်းတဲကအဖြစ်ပြက်ကြောင်ပဲကျွန်တော်ရဲ့နာမည်ကပိုပြီးလူသိများသွားတယ်အနီးနားကစောက်လို့ရေးဆိုင်အသီးသီးကအလုပ်သမားတွေကဒီမှာတပူး6ချက်တဲနဲ့တကယ်ကိုစေတနာပါတဲ့ထမင်းမှုရနိုင်နေဆိုတာသိသွားကြပြီးအားလုံးလာစားကြတော့တယ်ကျွန်တော်စီးပွားရေးကထိခိုက်မသွားတဲ့အပြင်အရင်ကထက်တောင်ပိုကောင်းလာသေးတယ်နေတိုင်းမွန်းတဲနဲ့ညနေဆိုတန်းစီနေတဲ့လူတွေအရှိကြီးပဲစီးပွားရေးကပိုပြီးတည်ငြိမ်လာပြီးစားတဲ့လူလည်းများလာတယ်ဒါပေမဲ့ပြဿနာကဒီမှာတွေမပြီးသေးဘူးဟိုရွာသူကလူတွေကအပြင်မှာထမင်းမှုရက်ပိုင်းလောက်စားပြီးတော့တကယ်ပဲမတောင်းခံနိုင်တော့ဘူးစောက်လို့ရေးဆိုင်ပတ်ဝန်းကျင်မှာအပေါ်ဆုံးထမင်းမှုတောင်းတယ်ဘူးကိုတစ်ဆက်ချက်ပေးရတယ်ဟင်းတစ်မျိုးထမင်းကလည်းအကန့်အသတ်နဲ့သူတို့တနေ့နှစ်နက်ကိုအပြင်မှာဝယ်စားရတော့တယောက်ကိုတနေ့ထမင်းမှုတင်ရွယ်20ကုန်တယ်ကျွန်တော်စီမှာစားတာထက်တစ်လောက်ကို400ကျော်ပိုကုန်တာပေါ့ဒီလိုပိုထွက်လာတဲ့အသုံးစရိတ်ကသူတို့ကိုအသက်ရှူရချက်စီတယ်တစ်လောက်မှပတ်စံနေငယ်ပဲရတဲ့သူတွေအတွက်ဒါကသေးငယ်တဲ့ပတ်စံမဟုတ်ဘူးလေသူတို့တွေအခုမှဖြည်းဖြည်းချင်းသဘောပေါက်လာကြတယ်ကို6ချက်တန်ဆိုင်လေးနဲ့ဝေးသွားတော့ရှင်တန်ရတာမလွယ်ကူဘူးဆိုတာဒါအပြင်ကထမင်းဘူးကဈေးကြီးုံတင်မကဘူးစားလို့လည်းမကောင်းဘူးအသားဆိုလည်းအစီရီကြီးပဲဟင်းကနေထမင်းကလည်းဆန်ဟောင်းတွေမှုဘိုင်းမဝဘူးပင်ပန်းလောက်ရတဲ့သူတွေဘိုင်းမဝတော့အလုပ်လုပ်ဖို့အားမရှိဘူးအားမရှိတော့အလုပ်သမားကောင်းဆောင်ရဲ့ဆဲဆိုတာခံရတယ်နောက်ပိုင်းကျတော့လုပ်အားကနှုတ်ခံရတယ်အစိုးဆုံးကတော့အလုပ်ကပါထုတ်ပယ်ခံရတာပဲသူတို့ကျွန်တော်စီကိုဖုန်းတွေတရက်ဆက်ခေါ်ဝီချက်ကနေစာတွေပို့လာကြတော့တယ်အစာပိုင်းမှာတော့သူတို့ကလေတန်ထက်စီးနေပဲနောက်ပိုင်းကျတော့လေတန်လေးတွေပြောလာတယ်အဲ့ဒီနောက်တော့အောက်ကျအတနာခံလာပြီးနောက်ဆုံးမှာတော့ငွေတောင်းပန်တဲ့အထိဖြစ်လာတယ်အစာပိုင်းဖုန်းခေါ်လာတော့ကတော့သူတို့ကတဘာဝကြပဲကျန်းတာဟန်ရွာတူကအိန္ဒိနာချင်းတွေပဲဟာမင်းကတော့ဒုက္ခရောက်နေတာကိုဒီတိုင်းကြည့်မနေသင့်ဘူးငါတို့အခုထမင်းတောင်မစားရတော့ဘူးမင်းငါတို့ကိုထမင်းဆက်ကြွေးရမယ်တဲ့ကျွန်တော်ဖုန်းချက်ချင်းချပြီးနံပါတ်ကို blacklist ထဲသွင်းလိုက်တယ်နောက်တော့သူတို့နံပါတ်အသစ်နဲ့ခေါ်လာပြီးလေတန်ရော့ကတောင်းပန်ကြတယ်ဒါဟိုင်အကိုတောင်းပန်ပါတယ်ငါတို့မှားသွားတယ်အဲ့ဒီနေ့ကကျန်းဆောင်ကြီးမြှောက်ပေးလို့ငါတို့တရေဝင်ဘူးတလို့ဖြစ်သွားတာမင်းကသဘောထားကြည့်ပါတယ်ငါတို့ကိုစိတ်မဆိုးပါနဲ့ငါတို့မင်းအစီမှာပဲပြန်စားမယ်လေရမလားတပူး6ချက်ပဲငါတို့ဘာမှထပ်မပြဿနာမရှာတော့ပါဘူးကျွန်တော်ဖုန်းချက်ချင်းချပြီး blacklist ထဲထပ်သွင်းလိုက်ပြန်တယ်နောက်ပိုင်းသူတို့ဈေးထပ်ပေးပေမဲ့ကျွန်တော်လုံးဝစိတ်မလှုပ်ရှားဘူးသူတို့နဲ့ဘာပတ်သက်မှုမှလည်းထပ်မရှိချင်တော့ဘူးသူတို့ဖုန်းခေါ်လို့မရတော့ရွာကဆွေမျိုးတွေကတဆင့်ကျွန်တော်စီဖုန်းဆက်ခိုင်းကြတယ်ကျွန်တော်အဖေနဲ့အမေရှိတဲ့ရွာကအိမ်ကိုနေ့တိုင်းလူတွေလာရှာပြီးကျွန်တော်မှအတိတရားမရှိဘူးရွာသားတွေကိုမကူညီဘူးရွာသားတွေအပြင်မှာဒုက္ခရောက်နေတာကိုဒီတိုင်းကြည့်နေတယ်လို့ပြောကြတယ်ကျွန်တော်မိကဖုန်းဆက်ပြီးငိုရိုကဘာဖြစ်တာလဲလို့မေးရှာတယ်အမေဖုန်းထဲကအတန်တွေတုံရင်နေပြီးစိတ်ပူနေတာကျွန်တော်လည်းအကျိုးအကြောင်းအကုန်လုံးကိုအမေတို့စီရှင်းပြလိုက်ရတယ်အမေကနားထောင်ပြီးတော်တော်ကြာအောင်တိတ်ဆိတ်သွားတယ်သူတော်တော်ကြာမှစကားစာပြောတယ်သားလောက်တာမှန်တယ်အချို့လူတွေကတော့သားဘလောက်ပဲကောင်းကောင်းကျေးဇူးမတင်တဲ့အပြင်သားကိုအနိုင်ကျင့်ရလွယ်တယ်လို့ပဲထင်ကြမှာငါတို့ကပြဿနာမရှာဘူးဒါပေမဲ့ပြဿနာကိုလည်းမကြောက်ဘူး
ဘူးသူတပားကိုအလကားအနိုင်ကျင့်ခွင့်မပေးနိုင်ဘူးအမေတို့စီကဒီစကားကြားရတော့ကျွန်တော်ရင်ထဲပို့ပြီးတည်ငြိမ်သွားတယ်ဒီစကားကရင်ထဲကပူပန်မှုတွေကိုကြောက်တုံးကြီးတစ်ခုလိုဖိနှိပ်ပေးလိုက်တယ်လို့ပဲဒါပေမဲ့သူတို့ကစိတ်မပြတ်သေးဘူးရွာလူကြီးကိုသွားရှာပြီးရွာလူကြီးကတဆင့်ဖုံးဆက်ပြီးဖြန့်ဖြေခိုင်းကြတယ်ဖုံးထောက်ဝင်လာပြန်တယ်ဒီတခါတော့ရွာလူကြီးပဲရွာလူကြီးကကျွန်တော်ကိုငငယ်ကလေးကကြည်လာတဲ့သူတရားမျှတပြီးရွာထဲမှာဩဇာရှိတဲ့သူဖုံးဆက်တော့ကျွန်တော်ကိုချက်ချင်းအပြစ်မတင်ဘူးဒါဟိုင်းမင်းအဖိုးကိုအမှန်တိုင်းပြောစမ်းပါအောင်ဆိုပြီးအရင်ဆုံးအကျိုးအကြောင်းမေးတယ်အဖိုးကသူတို့စကားတစ်ဖက်တည်းနဲ့တော့ဆုံးဖြတ်လို့မရဘူးလေကျွန်တော်လည်းစိတ်ကိုတည်ငြိမ်အောင်ထားပြီးဖြစ်ကြောင်းကုန်စင်ကိုရွာလူကြီးကိုအဆအဆုံးပြောပြလိုက်တယ်ဆိုင်ဖွင့်ခဲ့တဲ့ငါးနှလုံးသူတို့ကိုဘလို့စောင့်ရှောက်ခဲ့လဲကျန်းဆောင်ဟေးကဘလို့မြောက်ထိုးပင်ကော်လုပ်ပြီးငါ့ကိုမဟုတ်မမှန်ဆွဆွဲကတိုင်နှန်းခဲ့လဲပြီးတော့သူတို့ရဲ့ပတ်စံတွေကိုဘလို့လိန်သွားလဲဆိုတာအကုန်အသေးစိတ်ပြောပြလိုက်တယ်ရွာလူကြီးနားထောင်ပြီးတော်တော်ကြာအောင်တိတ်ဆိတ်သွားတယ်ဒီလိုအသိဉာဏ်မရှိတဲ့လူတွေဟာငါတို့ရွာရဲ့တိတ်ခါကိုတကယ်ချပစ်တာပဲအဲ့ဒီနေ့ညမှာတင်ရွာလူကြီးကရွာရဲ့အတန်ချက်ဆက်ကနေဒီအကြောင်းကိုအဆအဆုံးရွာသားအားလုံးကြားအောင်ထုတ်လွှင့်ပြောကြားလိုက်တယ်ဘသူမှားတယ်ဘသူမှန်တယ်ဆိုတာအပြတ်သက်ရှင်းပြလိုက်တာငါဒီကနေပဲပြောလိုက်မယ်ကျန်းသာဟိုင်လောက်တာဘာမှအမှားမရှိဘူးဘသူမစိုးသူ့အိမ်ကိုသွားပြီးတဒနာရှာရဲရင်နောက်ွယ်မှာအတင်းဖြင်းပြောရဲရင်ရွာစည်းကန်အတိုင်းအေးအေးယူမယ်နောက်နောင်ရွာကပေးတဲ့တက်တာခွင့်တွေတပြားမှမရစေရဘူးဘသူမစိုးမကျေနပ်ဒီငါစီလာခဲ့ရွာလူကြီးကဒီလောက်အထိပြောလိုက်တော့ရွာထဲမှာဘသူမှကျွန်တော်မိဘတွေအိမ်ကိုသွားပြီးတဒနာမရှာရဲတော့ဘူးကျွန်တော်စီဖုန်းဆက်ပြီးဖြန့်ဖြေပေးဖို့လည်းမပြောရဲတော့ဘူးဒါပေမဲ့ကိုရွာသားတွေကတော့လက်မလျှော့သေးဘူးသူတို့နေတိုင်းစောက်လို့ရေးဆိုင်တကားဝမှာကျွန်တော်ကိုစောင့်နေကြတယ်ကျွန်တော်ဆိုင်ထွက်လာရင်သူတို့မနှမ်းမကမ်းမှာရက်ကြည့်နေကြပြီးညဝန်းတွေထဲမှာနောင်နာတွေတန်းတမှုတွေပြည့်နေတာသူတို့ကြည့်နေပေမဲ့ကျွန်တော်ကတော့ဘာမှစကားမပြောဘူးကျွန်တော်ဆိုင်သိရင်သူတို့နောက်ကနေလိုက်လာပြီးစကားပြောဖို့ကြံကြတယ်ဒါပေမဲ့ကျွန်တော်သူတို့ကိုလုံးဝဂရုမစိုက်ဘူးရှိသေးတယ်တနေ့ညဆိုင်သိန်းတော့ဝန်ရှဲကကျွန်တော်ဆိုင်လေးကိုရုတ်တရက်လာပိတ်တယ်သူတကယ်ကိုဆုံးဖြတ်ချက်အကြီးကြီးချလိုက်ပုံပဲတကူလုံးအောက်ကိုစိုက်ကြသွားပြီးဘုတ်ခနဲ့ကျွန်တော်ရှေ့မှာဒူးထောက်ချလိုက်တော့တယ်ဒါဟိုင်ယာအန်တီမင်းကိုဒူးထောက်တောင်းပန်ပါတယ်အန်တီမမရွရွပြောခဲ့မိပါတယ်အန်တီခဏတာအတိညာဉ်နေသွားလို့ပါမင်းအန်တီကိုဒီတခါတော့ခွင့်လွှတ်ပေးပါဦးငါယောက်ျားကစောက်လို့ရေးဆိုင်မှာစင်ပေါ်ကပြုတ်ကြပြီးခြေထောက်ကျိုးလို့အခုဆေးရုံမှာနေရတယ်အိမ်မှာပတ်စံမရှိတဲ့အပြင်အခုတနေ့ထမင်းဘူးတွေအများကြီးကုန်ပြီးမကောင်းမဲစားနေရတာတကယ်ကိုမတောင်းခံနိုင်တော့လို့ပါမင်းငါတို့ကိုတနာတော့အဖြစ်ထမင်းရောင်းပေးပါဦးဘလောက်ပဲဖြစ်ဖြစ်ပေးပါမယ်မြေပြင်မှာဒူးထောက်နေတဲ့ဝန်ရှဲကိုကြည့်ပြီးကျွန်တော်ရင်ထဲဘာလိုင်းတကူမှမထခဲ့ဘူးသူကျန်းဆောင်ဟင်းနောက်လိုက်ပြီးကျွန်တော်မှအတိတရားမရှိဘူးလို့ဆွဆွဲတော့ကဒီနေ့လိုဖြစ်လာမယ်ဆိုတာဘာလို့မတွေးခဲ့တာလဲသူကျွန်တော်ချင်ရင်ကိုတတွေးထွေးခဲ့တော့ကောဒီနေ့လိုဖြစ်လာမယ်ဆိုတာဘာလို့မတွေးခဲ့တာလဲသူတို့တွေကျွန်တော်ရဲ့စေတနာကိုခြေထောက်နဲ့နင်းချေခဲ့တော့ကောတနေ့မှငါ့ကိုလာတောင်းပန်ရမယ်ဆိုတာဘာလို့မတွေးခဲ့ကြတာလဲကျွန်တော်သူ့ကိုတွဲထူပြီးအေးအေးဆေးဆေးပဲပြောလိုက်တယ်အန်တီဝမ်ဆေးရုံဘေးမှာစားတောက်ဆိုင်တွေရှိပါတယ်ပေါင်မုံနဲ့ဟင်းသီးဟင်းရွက်တွေကထမင်းဘူးထက်ကိုသက်တာပါတယ်ကျွန်တော်ဆိုင်ကအန်တီတို့အတွက်မယောင်းပါဘူးပြောပြီးတာနဲ့ကျွန်တော်ဆိုင်ထဲကိုတွန်းပြီးသူ့ကိုရှောင်းကအရှိကိုရှောက်သွားလိုက်တယ်လင်းရှိုးကကျွန်တော်နောက်ကနေလိုက်လာရင်မြေပြင်မှာထိုင်ကုန်နေတဲ့ဝန်ရှဲကိုလှည့်ကြည့်ပြီးတပြင်းချရှာတယ်ဘာမှတော့မပြောဘူးကျွန်တော်ကတန်မဏိနှလုံးသားနဲ့လူတော့မဟုတ်ပါဘူးသူတို့လည်းမလွယ်ကူဘူးဆိုတာသိပါတယ်ပတ်စံတွေကိုပင်ပင်ပန်းပန်းရှာနေရတာကိုလည်းသိပါတယ်ဒါပေမဲ့အစကတည်းကစေတနာကိုစီကမ်းမဲ့ဆုံးဖြတ်ဖို့ရွေးချယ်ခဲ့တာသူတို့ကိုယ်တိုင်ပဲကျွန်တော်ရဲ့စေတနာကိုခြေထောက်နဲ့နင်းချေဖို့ရွေးချယ်ခဲ့တာသူတို့ကိုယ်တိုင်ပဲကျန်းဆောင်ရေးနောက်လိုက်ပြီးကျွန်တော်လုံးသားကိုနာကျင်အောင်လုပ်ခဲ့တာသူတို့ကိုယ်တိုင်ပဲသူတို့ရွေးချယ်ခဲ့ပြီးဆိုမှတော့မိမိတို့ရဲ့ရွေးချယ်မှုအတွက်တန်ဖိုးပြန်ပေးဆက်ရမှာပဲရက်တွေကုန်လွန်လာပြီးမျက်စိတမိတ်အတွင်းမှာပဲနှစ်ကုန်ပိုင်းကိုရောက်လာတယ်ဒီနှစ်ဝက်အတွင်းမှာကျွန်တော်ထမင်းဘူးစီးပွားရေးကပိုပြီးကောင်းလာတယ်တန်းစီတဲ့လူတွေပိုရှည်လာပြီးဆိုင်ကလည်းပိုပြီးတည်ငြိမ်လာတယ်နာမည်ကောင်းရပြီးတကယ်ကိုစေတနာပါလို့အနီးနားကစောက်လို့ရေးဆိုင်အသီးသီးက project တွေကကျွန်တော်စီလာပြီးပူးပေါင်းလုပ်ဆောင်ကြတယ်အလုပ်သမားတွေအတွက်အုပ်စုလိုက်ထမင်းဘူးတွေမှာကြလို့ဒီနေ့ကိုထမင်းဘူးထောင်ချီလုပ်ရတယ်ကျွန်တော်ပိုကြီးရဲ့ဆိုင်ငန်းတစ်ခုငှားလိုက်ပြီးတရားဝင်အစားအသောက်လုပ်ငန်းလိုင်စင်လျှောက်ထားခဲ့တယ်စက်ပစ္စည်းအသစ်တွေဝယ်ပြီးအတော်ကြီးလေးယောက်ကိုလည်းကူညီဖို့ငှားရမ်းလိုက်တယ်နေတိုင်းမနက်2 နာရီကလေးကထပြီးအလုပ်ရှုပ်เสียရမလို့တော့ဘူးကျွန်တော်မျိုးထဲမှာအိမ်ဦးနဲ့ငွေပေးပြီးအခန်းနှခမ်းပါတဲ့အိမ်တစ်လုံးလေးဝယ်လိုက်တယ်မိဘတွေကိုရွာကနေခေါ်လာပြီးသမီးလေးလည်းမျိုးထဲကမူကြိုကျောင်းမှာတက်နေပြီးနေ့ရက်တွေကတကယ်ကိုတိုးတက်ပြီးတောက်ပနေတော့တာပဲဟိုစေတနာကိုစော်ကားတဲ့ရွာသားတွေရဲ့နေ့ရက်တွေကတော့ပိုပြီးခက်ခဲလာတယ်ဒီနှစ်ဝက်အတွင်းမှာသူတို့ထမင်းဖို့တင်ကျွန်တော်စီမှာစားတာထက်ပတ်စံတောင်းချီပိုကုန်သွားကြတယ်အချို့လူတွေကပတ်စံချွေတာဖို့နေတိုင်းပေါင်မုံနဲ့အချင်းဖက်ပဲစားတော့အာဟာရမပြေပဲအလုပ်လုပ်ရင်ခေါင်းမူကစင်ပေါ်ကပြုတ်ကြပြီးခြေထောက်ကျိုးသွားကြတယ်စေးဖို့တင်တောင်းချီကုန်တဲ့အပြင်အလုပ်လည်းပြုတ်သွားရှာတယ်အချို့လူတွေကြတော့လေအပြင်ကမတန်ရှင်းတဲ့မှောင်ခိုထမင်းဘူးတွေစားပြီးအစာစိတ်တင်ကစိတ်ယုံတက်ရလို့ပတ်စံကုန်တဲ့အပြင်အလုပ်လည်းပြတ်ကြရတယ်နှစ်ကုန်ပိုင်းမှာကျန်းဆောင်ဟေးရဲ့သတင်းကိုကြားလိုက်ရတယ်သူလိန်ယူသွားတဲ့ပတ်စံ6000ကျော်ကိုကင်ပြီးဖဲဝိုင်းပြန်သွားတာတညာရဲနဲ့အကုန်ပြောင်းသွားတဲ့အပြင်ကတရားမဝင်ကျွေးမိတွေပါတောင်းမနှန်းထက်တင်သွားတယ်လမ်းပိတ်သွားတော့စောက်လို့ရေးဆိုင်ကတင်းစစ်ကြိုးတွေနဲ့တန်တွေတွေကိုခိုးတော့တာပေါ့ကျန်းဆောင်ဟေးရဲ့အမေကဒီအကြောင်းသိသွားတော့ညာရင်းချင်းပဲရွာကအိမ်ကိုရောင်းပြီးကျွေးမိတွေရန်ကနေလွတ်အောင်အပြင်မျိုးကိုထွက်ပြေးသွားတော့တယ်ဘယ်တော့မှပြန်မလာတော့ဘူးကျန်းဖိုးကိုတော့မပြောခဲ့ဘူးကျန်းဖိုးကဒီအကြောင်းသိသွားတော့ပုံမှန်ကလေးကမကောင်းတဲ့ခန္ဓာကိုယ်ကြီးကချက်ချင်းလေးပြိုသွားပြီးအကြီးကျယ်ဖျားကအိယာတွေကမထနိုင်တော့ရှာဘူးကျွန်တော်နေတိုင်းသူ့စီထမင်းပူဘူးဟင်းပူဘူးတွေသွားဖို့ပေးတယ်ဆေးရုံခေါ်သွားပြီးဆေးဝယ်ပေးတယ်ဒါပေမဲ့အဖိုးကြီးရဲ့ခန္ဓာကိုယ်ကတနေ့ထက်တနေ့ပိုပြီးအားနေလာတယ်ဒီဇင်ဘာလဆန်း
ပိုင်းမှာပဲကျန်းဖို့ကွယ်လွန်သွားရှာတယ်မနက်အစောကြီးမှာအဖိုးကြီးအိမ်သာသွားရင်လဲကြပြီးပြန်မထနိုင်တော့တာရွာကလူတွေကနာရီကိစ္စကူညီပေးကြပေမဲ့ကျန်းဆောင်ဟေးအမေစီဖုန်းဆက်တော့မရဘူးကျန်းဆောင်ဟေးစီဆက်တော့လဲလုံးဝဆက်သွယ်လို့မရဘူးနောက်ဆုံးတော့ရွာလူကြီးတက်ပြင်းချပြီးရွာသားတွေစီကပတ်စံစုကခေါင်းတလားအပေါ်စားလေးတစ်လုံးဝယ်ပြီးအဖိုးကြီးကိုအချင်းချင်းတင်းကြိုပေးလိုက်ရတယ်ညီမြုပ်တဲ့နေ့ကကျွန်တော်လဲသွားခဲ့တယ်ကူရှိမှရက်ပြီးအသစ်ဆက်ဆက်မြေပုံကြီးကိုကြည့်ရင်ရင်ထဲမှာခန်းစားချက်တွေပေါင်းစုံနေမိတယ်အဖိုးကြီးကတစ်သက်လုံးရိုးသားအေးဆေးပြီးအလှူတန်းရရောခဲ့တာနောက်ဆုံးကြတော့ဒီလိုဘဝဏီကုန်းမျိုးနဲ့ကြုံရပြီးအနားမှာတင်းကြိုပေးမဲ့သားသမီးတော်မရှိရှာဘူးအဲ့ဒီနေ့ကစပြီးကျွန်တော်ရင်ထဲမှာရွာသူကလူတွေအပေါ်ထားရှိတဲ့နောက်ဆုံးတွေးမှုလေးပါလုံးဝအေးဆက်သွားခဲ့ရတဲ့အချိန်တွေကုန်လွန်တာမြင်လိုက်တာမျက်စိတမိတ်အတွင်းနောက်ထပ်ဒီဇင်ဘာလကိုရောက်လာပြန်ပြီးနှစ်ကူးတော့မယ်ဒီတစ်နှစ်လုံးမှာကျွန်တော်နဲ့လင်းရှိုဟာထမင်းဘူးစီးပွားရေးပေါ်မှာပဲအာရုံစိုက်ခဲ့ကြတယ်ပုတ်စုလိုက်ထမင်းဘူးတွေအပြင်စောက်လို့ရေးဆိုင်ပေးနာမှာစားတော့ဆိုင်အသေးလေးတစ်ဆိုင်မှာဖွင့်လိုက်သေးတယ်ပေါ့ပေါ့ပပနဲ့တကယ်ကိုစေတနာပါတဲ့ဆိုင်ပေါ့စီးပွားရေးကလည်းတကယ်ကိုအဆင်ပြေတယ်ကိုစိတ်ရှုပ်စရာကောင်းတဲ့လူမှုရေးပတ်သက်မှုတွေမရှိတော့ရင်ထဲမှာအများကြီးအေးချမ်းသွားပြီးပန်းစာအုပ်ထဲကအနှမ်းတွေကလည်းတစ်နေ့ထက်တစ်နေ့တိုးလာတယ်ဒီဇင်ဘာ23ရက်20ပိုင်းရောက်ခါနီးမှာတင်ကျွန်တော်ဖုန်းကစပြီးအလုပ်ရှုပ်လာတော့တယ်ပထမဆုံးကဝန်ရှဲစီကဝင်လာတဲ့ WeChat message တွေအတန်ဖိုင်တွေတန်းစီနေတာပဲလေတန်ကတော့အောက်ကျနောက်ကျနိုင်လာတယ်ဒါဟာယာနှစ်သက်မှာပျော်ရွှင်ပါစေအန်ဒီတို့အိမ်မှာဒီနှစ်ဝက်ပေါ်တယ်လေမင်းအတွက်အကောင်းဆုံးအသားတုံးခြံထားပေးတယ်မင်းပြန်လာရင်ယူသွားအောင်တော့ဒါနဲ့ဒါဟိုင်ဒီနှစ်လဲငါတို့မင်းစီမှာထမင်းဘူးပြန်ဝယ်စားခြင်းလို့ရမလားဟင်ပတ်စံဘလောက်ပဲဖြစ်ဖြစ်မင်းပြောတဲ့လောက်ပေးပါမယ်အန်ဒီနောက်ဆိုလုံးဝပြဿနာမရှာတော့ပါဘူးကျွန်တော်နားထောင်ပြီးတော့စားနှလုံးပဲပြန်လိုက်တယ်ကျေးဇူးပဲပြီးတော့ပတ်စံ300လွှဲပေးလိုက်ပြီးအသားအတွက်ကျေးဇူးတင်ပါတယ်စေတနာကိုပဲလက်ခံလိုက်ပါရစေဒီပတ်စံကိုယူပြီးမုံဝယ်စားပါလို့စာချန်ခဲ့တယ်ဝန်ရှဲဘက်ကတော်တော်ကြာအောင်တိတ်ဆိတ်သွားတယ်ပတ်စံလဲလက်မခံတယ်လို့ဘာသာမှလည်းထပ်မပို့တော့ဘူးနောက်တော့ဦးကျိုးစီကဖုံးဝင်လာတယ်သူကကျွန်တော်နဲ့ငငယ်ကလေးကကြီးလာတဲ့တငယ်ချင်းအဲ့ဒီနေ့ကသူလဲလိုက်ပြီးမြောက်ထိုးပင်ကိုလုပ်ခဲ့တာလေဒါဟိုင်ကြီးကိုတောင်းပန်ပါတယ်ကွာဖုန်းလက်ခံလိုက်တာနဲ့သူကငိုတန်ပါကြီးနဲ့တောင်းပန်တော့တယ်အဲ့ဒီနေ့ကငါစိတ်လွတ်ပြီးသူတို့နဲ့လိုက်အောင်မိတာငါလူမဟုတ်ဘူးကွာမင်းငါကိုဒီတခါတော့ခွင့်လွတ်ပေးပါဒီနေ့ငါတို့မင်းစီမှာပဲထမင်းဘူးပြန်စားခြင်းလို့ရမလားဟင်ဦးကျိုးငါရဲ့စားတော့ဆိုင်ကအခုအုပ်စုလိုက်ပဲလုပ်တော့တယ်လူစုခွဲပြီးမယောင်းတော့ဘူးမင်းတို့တခြားနေရာမှာပဲရှာစားကြပါတော့မလုပ်ပါနဲ့ဒါဟိုင်ယာအခုအပြင်မှာထမင်းဘူးက15ချက်အထိဈေးတက်သွားပြီးငါတို့တကယ်မစားနိုင်တော့ဘူးတလားလုံးအလုံးလောက်တာလိုအားကရဲ့တဝက်ကထမင်းဘူးတဲ့အကုန်ကုန်နေပြီးငါတို့လူနှစ်ဆက်ကျော်တကယ်မတောင်းခံနိုင်တော့ဘူးဒါဟိုင်ငါမင်းကိုတောင်းပန်ပါတယ်ကွာဒါဆိုရင်တော့ငါလည်းဘာမှမတတ်နိုင်ဘူးငါဒီမှာအလုပ်ရှုပ်နေလို့ဖုံးချလိုက်တော့မယ်ဖုံးချပြီးစပွဲပေါ်ပြစ်တင်လိုက်တဲ့အချိန်မှာရှင်တွေကခံစားရတဲ့အေးမြမှုကနေရာဒီမှာရေခဲတစ်တာတွေကကိုကာကိုလာကိုတောက်လိုက်ရတယ်လို့မျိုးရှင်တဲ့အထိအေးစိမ်သွားစေတဲ့ဒီဇင်ဘာ28ရက်မှာကျွန်တော်အသစ်ဝယ်ထားတဲ့ကားလေးကိုမောင်းပြီးလင်းရှိုးနဲ့သမီးလေးကိုတင်ကာရွာကိုနှစ်ကူးကိုပြန်ခဲ့ကြတဲ့ကားလေးကမြို့ပြင်ကိုမောင်းလာပြီးစောက်လို့ရေးဆိုင်တကားဝါကိုဖြတ်တော့လမ်းဘေးမှာအထုပ်အပိုးတွေအများကြီးနဲ့ရက်နေတဲ့လူစုကြီးကိုအဝေးကလေးကမြင်လိုက်ရတယ်ဝန်ရှဲအိုကျိုးတို့နဲ့အတူအဲ့ဒီတုန်းကငါ့ကိုအကျယ်ဆုံးဆဲခဲ့တဲ့ရွာသားတွေပဲသူတို့ကားတစ်စီးကိုဝိုင်းပြီးကားသမားနဲ့ဈေးဆွေးနွေးနေကြတာတယောက်ချင်းစီချမ်းလွန်းလို့လေဘင်းတွေပုံဝင်နေပြီးမျက်နှာတွေလည်းညီမြန်းနေကြရရှာတယ်ဝန်ရှေးကအော်ပြောနေတယ်လေတန်ကစိုးရိမ်စိတ်တွေနဲ့မကျေနပ်ချက်တွေပြည့်လို့နေရကအများဆုံးပါတယ်ပုံမှန်ဆိုရွာပြန်တာဒီလောက်မပေးရပါဘူးအခုကနှင်းတွေကျနေတာလေအဝေးပြေးလန်းလဲပိတ်ထားလို့လမ်းဟောင်းကသွားရမှာစီဘိုးကနှစ်ဆကုန်မှာပေါ့200ဆိုတာအမျိုးတွေမို့လျှော့ပေးထားတာနှစ်ဖက်စလုံးနှင်းတော်ထဲမှာတင်းခံနေကြပြီးဘယ်သူမှအလျှော့မပေးကြဘူးနောက်ထပ်တနားကြီးကြာရင်300ပေးရင်တော့မလိုက်တော့ဘူးအိုကျိုးတို့ကဘေးမှာရက်ပြီးစိတ်ပြက်လက်ပြက်ဖြစ်နေကြတယ်သူတို့လမ်းဆောင်ကိုစိုက်ကြည့်နေကြတာတကယ်ပဲကယ်တင်ရှင်တယောက်ယောက်ကိုမျှော်လင့်နေတယ်လို့ပဲနှင်းတွေကပို့ပို့ပြီးထူလာတယ်ဒါပေမဲ့လမ်းဘေးကလူတွေကတော့ဆက်ဆောက်နေရတော့ပဲသူတို့အဲ့ဒီနေရာမှာတင်ရက်ပြီးဘသူကသူတို့ကိုကယ်ထုတ်ပေးမလဲလို့မျှော်လင့်နေကြတော့ပဲကျွန်တော်ကားကသူတို့ရှိကနေဖြည်းဖြည်းချင်းမောင်းဖြတ်သွားတယ်ဝန်ရှဲကမျက်စိရှင်ပြီးကျွန်တော်ကားကိုချက်ချင်းမှတ်မိသွားကလက်ကိုပြင်းပြင်းထန်ထန်ဝေ့ရမ်းပြီးအော်တော့တယ်ဒါဟိုင်ရဲ့ကားပဲဒါဟိုင်ဟာခဏရက်ပါအောင်အိုကျိုးတို့လည်းကယ်တင်ရှင်ကိုမြင်လိုက်ရတယ်လို့မျိုးအထုပ်ဘိုးတွေကိုပြစ်ချပြီးလမ်းဘေးကိုပြေးလာကြတယ်သူတို့နောက်ဆုံးကောက်ရိုးတမြင်ကိုဆွဲကင်တယ်လို့မျိုးကျွန်တော်ကိုအသေးအတန်လက်ပြနေကြတယ်ဘေးကခုံမာထိုင်နေတဲ့ကျွန်တော်အဖေကအပြင်ကိုလှည့်ကြည့်ပြီးဒါဟိုင်အားလုံးကရွာသူကလူတွေပဲဟာကားခဏရက်ပြီးသူတို့ကိုတလန်းနဲ့လိုက်ပို့ပေးမလားကားကအရှိကိုဆက်မောင်းနေတော့မယ်အပြင်ကအော်တန်တွေကတော့လေပြင်းတွေထဲမှာဝေးကွာသွားပြီးအဖေမေးပြီးတဲ့နောက်ကားထဲမှာခဏတာတိတ်ဆိတ်သွားတယ်ကျွန်တော်ခြေထောက်ကဒီပါကိုမလျှော့ဘူးအဖေမလိုတော့ပါဘူးလူမားတာဖြစ်မှာပါရွာကိုအမြင်ပြန်ပြီးနှစ်ကူးရအောင်အဖေအံ့ဩသွားပြီးဘာမှထပ်မပြောတော့ဘူးပြီးတော့သူတက်ပြင်းချရှာတယ်ကားကဘာမှမရက်တန့်ပဲမောင်းသွားတယ်နောက်ကြည့်မှန်တဲ့ကနေနောက်ဆုံးတစ်ချက်လှည့်ကြည့်လိုက်တော့နှင်းတော်ထဲမှာဝန်ရှဲကနောက်ကနေလိုက်ပြေးရင်ခြေချော်ပြီးလဲကျသွားရှာတယ်။အိုကျိုးကတော့လမ်းဘေးမှာရက်ပြီးကျွန်တော်ကားရဲ့နောက်မင်းကြီးလေးဝေးကွာသွားတာကိုမြည်ကြည့်နေခဲ့တယ်။အဲ့ဒီမျက်နှာပေါ်ကအမူအရာကနောင်တတွေစိတ်ပြတ်မှုတွေကြည့်လို့နောင်တရလား။တေချာပေါက်ရတာပေါ့။ဒါပေမဲ့နောက်ကျသွားပြီးတချို့တကားတွေကတခါပိတ်သွားရင်ဘယ်တော့မှပြန်ခောက်လို့မရတော့ဘူး။တချို့နှလုံးသားတွေကတခါအေးဆက်သွားရင်ဘယ်တော့မှပြန်နှွေးထွေးအောင်လုပ်လို့မရတော့ဘူး။22ရက်နေ့ကျွန်တော်တို့ရွာကနေပြန်လာပြီးဆိုင်တကားကိုဖွင့်ရုံရှိသေးတယောက်ယောက်ကပစ္စည်းတွေကင်ပြီးရောက်လာတယ်။ဝန်ရှဲကနှုတ်တစ်တစ်တာနဲ့နှုံနဲ့ကြောက်တချင်းကိုကင်ပြီးတကားဝမှာရက်နေတာကျွန်တော်ကိုမျက်နှာချင်းဆိုင်ဖို့မရဲ
ရှာဘူးသူမျက်ရည်ဝဲရင်တိုးတိုးလေးပြောရှာတယ်ဒါဟိုင်ယာအန်ဒီအဲ့ဒီနေ့ကပြောတာမကောင်းပါဘူးမလုံးတင်တာတွေလုပ်ခဲ့မိတယ်မင်းစိတ်ထဲမထားပါနဲ့နော်ကျွန်တော်ပစ္စည်းတွေကိုလှမ်းယူပြီးခေါင်းကြီးပြလိုက်တယ်အတိတ်ကကိစ္စတွေထားလိုက်ပါတော့ဝန်ရှဲကကျွန်တော်ကိုစိုးရိမ်တကြီးကြည့်ပြီးမေးတယ်ဒါဟိုင်ဒါဆိုဒီနေ့ငါတို့မင်းစီမှာထမင်းဘူးပြန်စားလို့ရမလားဟင်တပူး6ချက်ပဲမဟုတ်ဘူး30ချက်လဲရပါတယ်ကျွန်တော်သူ့ကိုကြည့်ပြီးစက္ကန့်ပိုင်းလောက်ပိတ်ဆိတ်သွားတယ်နောက်နေ့မှပြောတာပေါ့ဝန်ရှဲကပြုံးပြပြီးလှည့်ထွက်သွားတယ်နောက်ရက်ပိုင်းတွေမှာအိုကျိုးရောက်လာတယ်ရှူစီအားရောက်လာတယ်အဲ့ဒီတုန်းကလိုက်ပြီးမြောက်ထိုးပင့်ကိုလုပ်ခဲ့တဲ့ရွာသားတွေတယောက်ချင်းစီဆေးလိပ်အရက်လက်ဆောင်တွေကင်ပြီးတောင်းပန်မှုရောက်လာကြတယ်လူတိုင်းမေးတာကစကားတခွန်းနဲ့ပဲဒီနေ့မင်းစီမှာထမင်းဘူးပြန်စားလို့ရမလားကျွန်တော်ရဲ့အဖြေကလည်းတခွန်းတည်းပဲနောက်နေ့မှပြောတာပေါ့အဲ့ဒီနေ့ညကအမေကအေခန်းထဲမှာပုံနေတဲ့လက်ဆောင်တွေကိုကြည့်ပြီးတက်ပြင်းချကမေးတယ်ဒါဟိုင်းသားတကယ်ပဲသူတို့ကိုခွင့်မလွတ်တော့ဘူးလားကျွန်တော်လည်းဖြစ်ကြောင်းကုန်စင်ကိုမိဘတွေကိုထပ်ရှင်းပြလိုက်ရတယ်ကျန်းဖို့ကွယ်လွန်သွားတာကျန်းဆောင်ကြီးရဲ့ဘဝနေကုန်ပြီးတော့သူတို့ဒီနေ့ဝက်လုံးလုံးလုပ်ခဲ့တဲ့အပြုတ်မှုတွေအကြောင်းအမေနားထောင်ပြီးတော်တော်ကြာအောင်တိတ်ဆိတ်သွားတယ်သားလောက်တာမှန်တယ်အချို့လူတွေကတော့သားအချိန်တရကောင်းပြရင်တော့တစ်ချိန်လောက်မကောင်းတာနဲ့သားရဲ့ကောင်းကွက်တွေကိုအကုန်မေးပြစ်တတ်ကြတယ်ဒီလိုလူမျိုးတွေကသားရဲ့စေတနာနဲ့မထိုက်တန်ပါဘူးအဖေကဘေးကနေစစ်လိုက်တော့ရင်းတော်တော်ကြာမှစကားပြောတယ်ဒါဟိုင်းလူဘဝမှာစေတနာကောင်းတာကကောင်းပါဒါပေမဲ့စေတနာမှာအဆွဲရှိရမယ်သားမှာအတတ်မရှိစီကံမရှိရင်ဘယ်သူမဆိုလာပြီးအနိုင်ကျင့်ကြမှာပဲသားမှတ်ထားရမှာကသားရဲ့စေတနာကိုကျေးဇူးတည်တတ်တဲ့လူတွေကိုပဲပေးရမယ်ကျွန်တော်သတင်းပေါက်ပြင်ကမှောင်မိုက်နေတဲ့ညအမှောင်ကိုငေးကြည့်မိတယ်အဝေးကနေမိရှုမိပန်းတန်တွေထွက်ပေါ်နေတော့ပဲဒီတစ်နှစ်တာအတွေ့အကြုံကကျွန်တော်ဘဝမှာဘယ်တော့မှမေးလို့ရမှာမဟုတ်ဘူးကျွန်တော်အဖေပြောတဲ့ဒီအမှန်တရားကိုနောက်ဆုံးတော့နားလည်သွားခဲ့ပြီးစေတနာမှာစီကံရှိရမယ်ကုညီမှုမှာမူဝါဒရှိရမယ်လူတိုင်းကကိုယ့်ရဲ့စေတနာနဲ့ထိုက်တန်တာမဟုတ်သလိုစေတနာတိုင်းကလည်းရိုးသားမှုကိုပြန်ရနိုင်တာမဟုတ်ဘူး23ရက်နေ့မှာကျွန်တော်နေရှိုးနဲ့သမီးလေးကိုခေါ်ပြီးကျန်းဖိုးရဲ့ကူစီသွားခဲ့ကြတယ်ကျွန်တော်သူကြိုက်ဆုံးအာလူချက်သားချက်တပူးနဲ့သူတောက်တတ်တဲ့အရက်ဖြူတပလင်းယူသွားပြီးခုရှိမှ3လောင်းပေးခဲ့တယ်မော်ကွန်းတိုင်ဘော်ကအဖိုးကြီးရဲ့တက်ပုံကိုကြည့်ရင်ရင်ထဲကနေဆူတောင်းပြီးတဲ့အဖိုးစိတ်ချပါအဖိုးရဲ့ကျေးဇူးကိုကျွန်တော်တစ်သက်လုံးမှတ်ထားမှာပါနောက်နေ့ကျရင်ဆိုင်ကိုပို့ပြီးချက်တွင်မယ်ပြီးရင်ပေချင်းကိုခီးထွက်ကြမယ်ဟုတ်ပြီလားငါတို့ရဲ့ဘဝကောင်းကိုပဲဖြတ်တန်းကြတော့မယ်မင်းသဘောအတိုင်းပါပဲအချိန်တွေကုန်လွန်တာမြန်လိုက်တာမျက်စိတမိတ်အတွင်းနောက်ထပ်တစ်နှစ်ကုန်သွားပြန်ပြီးကျွန်တော်ရဲ့စားတောက်ဆိုင်ကပိုပြီးကြီးမားလာတဲ့အနီးနားကစောက်လို့ရေးဆိုင်တွေမကပဲပတ်ဝန်းကျင်ကစက်ရုံတွေရုံးခန်းတွေကိုပါအုပ်စုလိုက်ထမင်းမှုတွေပို့ပေးနေရပြီးစီးပွားရေးကတကယ်ကိုအောင်မြင်နေတာကျွန်တော်လူအချို့ထပ်ငှားလိုက်လို့ကိုယ်တိုင်မိဖို့ကြောင့်ထဲမှာနေတိုင်းနေစရာမလိုတော့ဘူးဝယ်ယူရေးနဲ့စီမံခန့်ခွဲမှုကိုပဲကြပြရတော့တာမို့အများကြီးတက်တာသွားတယ်ဟိုရွာသားတွေကတော့စောက်လို့ရေးဆိုင်မှာအလုံးလုံးနေကြတော့မယ်နေတိုင်းထမင်းစားဖို့အတွက်ပူပန်နေကြရတော့မယ်အပြင်ကထမင်းဘူးဈေးနှုန်းတွေကပိုပြီးကြီးမြင့်လာတယ်15ချက်ကနေ18ချက်အထိတက်သွားပြီးသူတို့ရဲ့တလစာလုပ်အားကအများစုကထမင်းဘူးထဲမှာပဲကုန်ဆုံးနေရတာသူတို့အခုထိလဲကျွန်တော်ဆိုင်တကားဝကိုမကြာခဏလာကြည့်တတ်ကြတော့မယ်ဆိုင်ထဲမှာစီကားနေတာကိုကြည့်ရင်အလုပ်သမားတွေတပူး6ချက်တဲနဲ့အပြည့်အဝစားနေကြတာကိုကြည့်ရင်သူတို့မျက်ဝန်းတွေထဲမှာအားကြမှုတွေနောင်တတွေပြည်လို့တနေ့ညနေပိုင်းကျွန်တော်ဆိုင်မှာစည်ရင်းစစ်နေတော့တကားဝကနေလူတယောက်ဝင်လာတဲ့အိုကျိုးပဲတော်တော်ကြာအောင်စကားတခွန်းမှမပြောနိုင်ဘူးကျွန်တော်သူ့ကိုရေတစ်ခွက်ငှားပေးလိုက်ပြီးဘာကိစ္စရှိလို့လဲအိုကျိုးကရေခွက်ကိုလှမ်းယူတယ်သူ့လက်တွေတုံနေရှာတယ်သူတော်တော်ကြာအောင်တိတ်ဆိတ်နေပြီးမှမျက်ရည်ဝဲရင်ပြောတော့တယ်ဒါဟိုင်းငါတို့မင်းပေါ်မတရားခဲ့တာငါသိပါတယ်ဒီနှစ်လုံးလုံးငါတို့နေတိုင်းနောင်တရနေခဲ့တာအဲ့ဒီတုန်းကငါတို့သာကျန်းဆောင်ဟင်းနောက်လိုက်ပြီးပြဿနာမရှာခဲ့ရင်ဒီနေ့လိုဘဝမျိုးရောက်မှာမဟုတ်ဘူးငါတို့မှောင်းနှမ်းသိပါပြီတကယ်မှောင်းနှမ်းသိပါပြီငါသားကဒီနေ့တက္ကသိုလ်အောင်လို့ကျောင်းကားကတင်တောင်းကြော်လို့နေတာဒီနှစ်လုံးထမင်းဘူးတင်တောင်းချီကိုကုံသွားလို့ပတ်စံလုံးဝမစုမိဘူးဒါဟိုင်းမင်းငါတို့ကိုမင်းစီမှာထမင်းဘူးပြန်စားခွင့်ပေးလို့ရမလားဟင်တပူး6ချက်ပဲငါတို့လုံးဝပြဿနာမရှာတော့ပါဘူးလို့ကတိပေးပါတယ်မင်းငါတို့ကိုဘာခိုင်းလုပ်ပါမယ်ကျွန်တော်သူ့ကိုကြည့်ပြီးတော်တော်ကြာအောင်တိတ်ဆိတ်သွားတယ်အိုကျိုးတပူး6ချက်တန်ထမင်းဘူးကိုငါမင်းအတွက်လုပ်ပေးလို့ရပါတယ်ဒါပေမဲ့စီကံတစ်ခုရှိတယ်အရင်ပတ်စံပေးပြီးမှစားအကျွေးလုံးဝမရဘူးပြီးတော့ထမင်းစားတာကလွဲလို့တခြားကိစ္စတွေလုံးဝလာမပြောနဲ့အိုကျိုးအံ့ဩသွားပြီးချက်ချင်းပဲမျက်ရည်တွေစီးကျလာတော့တယ်ရပါတယ်ဒါဟိုင်းကျေးဇူးတင်ပါတယ်ကွာအဲ့ဒီနေ့ကစပြီးအိုကျိုးကကျွန်တော်ဆိုင်မှာထမင်းပြန်စားတယ်နေ့တိုင်းမွန်းတဲနဲ့ညနေဆိုအချိန်မှရောက်လာပြီးထောင်ဆုံးကခုံတစ်ခုမှာငင်းစိတ်စားပြီးတာနဲ့ချက်ချင်းထွက်သွားတယ်ဘာစကားမှအကူမပြောဘူးတခြားရွာသားတွေတီးသွားတော့လေတဖြည်းဖြည်းချင်းပြန်လာကြတယ်အရင်တိုင်းပဲတပူး6ချက်အရင်ပတ်စံပေးပြီးမှစားအကျွေးမရဘူးသူတို့ဘာမှထပ်ပြီးကက်တက်မပြောရဲကြတော့ဘူးအတင်းချင်းလည်းမပြောရဲကြတော့ဘူးကျွန်တော်ကတော့အရင်စီကံအတိုင်းပဲတပူး6ချက်ဟင်းနှမျိုးအသေးရွက်နှမျိုးထမင်းကတော့ဘဝစားဟင်းချိုအလကားအများကြီးထည့်ပေးရလို့ဆိုပြီးလက်ထဲကရောင်းမကလည်းဘယ်တော့မှမတုံဘူးလူတိုင်းကိုအပြည့်အဝထည့်ပေးတယ်ဒီစီကံကိုကျွန်တော်အမြဲတမ်းစောင့်ထိန်ခဲ့တယ်ဟင်းတွေထမင်းတွေကစေတနာပါပါတယ်ပမာဏလည်းအပြည့်ပါပဲဒါပေမဲ့ကျွန်တော်သူတို့အတွက်အသားတုံးပို့မထည့်ပေးတော့သလိုထမင်းတစုံခွဲလဲပို့မပေးတော့ဘူးသူတို့အလုပ်စင်းတာနောက်ကျရင်လဲပို့ပန်ပြီးထမင်းဟင်းတွေချမ်းမထားပေးတော့ဘူးပွဲတော်ရက်တွေမှာလဲသူတို့အတွက်ဟင်းတွေကြက်ဥတွေပို့မထည့်ပေးတော့ဘူးဒါကကျွန်တော်ကစေးနေလို့မဟုတ်ပါဘူးအချို့လူတွေကတော့ဒါအနေငယ်ကောင်းပြရင်တောင်တစ်သက်လုံးမှတ်ထားတတ်ကြပြီးအချို့လူတွေကြတော့ဘလောက်ပဲကောင်းတဘာဝကြကြပဲလို့ထင်တတ်ကြပြီးနောက်ဆုံးမှာတော့ပို့ပြီးလောဘတက်ကကိုယ့်ကိုပြန်လာခြင်းအောင်လုပ်တတ်ကြလို့ပဲ
ဒါကြောင့်ကျွန်တော်ရဲ့စေတနာကိုနောက်နောက်တန်ဖိုးထားတတ်တဲ့လူတွေကိုပဲပေးတော့မယ်လူဘဝဆိုတာကျွန်တော်ဖွင့်ထားတဲ့ဒီစားတောက်ဆိုင်လေးလိုပါပဲလူတွေဝင်လာကြတယ်လူတွေထွက်သွားကြတယ်တချို့လူတွေကကိုယ့်ရဲ့ပေးဆက်မှုကိုလေးစားပြီးစေတနာကိုတန်ဖိုးထားတတ်ကြတယ်တချို့လူတွေကြတော့အမျက်ထုတ်ဖို့ပဲကြံစီကြပြီးကျေးဇူးမတိတတ်ကြဘူးအဆိုးဆုံးကတော့ကိုယ့်ရဲ့စီးပွားရေးကိုပါဖျက်ဆီးဖို့ကြံစီကြတာပဲနောက်ဆုံးတော့ဘသူကဆိုင်ထဲဝင်ဖို့ထိုက်တန်တယ်ဘသူကိုတကားအပြင်မှာပိတ်ထားရမယ်ဆိုတာကျွန်တော်သေးချအခြားနားလေသွားခဲ့ပြီးရင်ထဲမှာရှိရမယ်အရင်ကတော့အားလုံးကရွာသူကလူတွေပဲအပြင်မှာဒုက္ခရောက်နေကြတာချင်းတက်နိုင်တဲ့လောက်ကူညီရမယ်ဆိုပြီးတကားကိုအကျယ်ကြီးဖွင့်ပေးခဲ့မိတာတန်ဖိုးမထားတဲ့တဲလုံစတွေပဲကြံခဲ့ရတယ်အခုတော့စေတနာမှာအကန့်အသတ်ရှိရမယ်ဆိုတာနားလေသွားပြီးတကားကိုဘယ်လောက်ဖွင့်ရမလဲဆိုတာကိုယ့်ဘာသာပဲဆုံးဖြတ်ရမယ်အခုတော့စားတောက်ဆိုင်ရဲ့တကားဖွင့်ပိတ်ကိုကျွန်တော်ပဲဆုံးဖြတ်မယ်ဟင်းလျာတွေရဲ့ဈေးနှုန်းကိုကျွန်တော်ပဲဆုံးဖြတ်မယ်ဘသူဝင်စားရမယ်ဘသူအစားရဘူးဆိုတာကိုလည်းကျွန်တော်ပဲဆုံးဖြတ်မယ်ဟိုအမျက်ထုတ်ခြင်းပြီးကျေးဇူးမတိတတ်တဲ့လူတွေဆိုင်ထဲဝင်လာရင်တော့ငါရဲ့စီကံအတိုင်းပဲလုပ်ရမယ်တန်ဖိုးမထားတတ်တဲ့လူတွေကိုတော့ငါအစကတည်းကတကားအပြင်မှာထာဝရပိတ်ထားခဲ့ပြီးတကယ်ပဲတန်ဖိုးရှိတဲ့လူတွေဥပမာငါရဲ့မိသားစုပြီးတော့ကွယ်လွန်သွားပြီဖြစ်ပေမဲ့တစ်သက်လုံးစေတနာကောင်းခဲ့တဲ့ကြံဖို့သူတို့အတွက်တော့ငါရဲ့စေတနာကိုထာဝရချန်ထားပေးမှာပါနေ့ရက်တိုင်းကိုတိုးတက်ပြီးတည်ငြိမ်အောင်ဖြတ်တန်းသွားမှာပါပတင်းပေါက်ကျင်းကနေအောင်ကြီးကဆိုင်ထဲကိုတာကြလာပြီးနှွေးထွေးနေတာပဲမိဖို့ချောင်းတွေကအင်းချက်တန်တွေကထွက်ပေါ်နေတဲ့ဟင်းနဲ့တွေကဆိုင်တစ်ဆိုင်လုံးမှုန်ထူလို့အလုပ်သမားတွေဆိုင်ထဲမှာပြည့်နေပြီးပူပန်နှွေးထွေးနေတဲ့ထမင်းမှုတွေကိုပျော်ပျော်ရွှင်ရွှင်စားတောက်နေကြတယ်ရေမောတန်တွေကအဆက်မပြတ်ပဲကျွန်တော်ဇွန်းကိုကင်ပြီးအလုပ်သမားတယောက်ရဲ့ထမင်းမှုတွေကိုစက်သားချက်အပြည့်ထည့်ပေးလိုက်တယ်တပူ6ချက်တန်ထမင်းမှုကိုငါဆက်ရောင်းသွားမှာပါဒါပေမဲ့ငါရဲ့စေတနာကိုတော့တန်ဖိုးထားတတ်တဲ့လူတွေကိုပဲပေးပါတော့မယ်အဖေဆုံးမတလို့ပဲလူဘဝမှာစေတနာကောင်းတာကကောင်းပါလူတိုင်းကကိုယ့်ရဲ့စေတနာနဲ့ထိုက်တန်တာမဟုတ်သလိုစေတနာတိုင်းကလည်းရိုးသားမှုကိုပြန်ရနိုင်တာမဟုတ်ဘူးဆိုတာပါပဲစေတနာကိုစီးမရှိဘောင်းမရှိပေးဝင်နေရင်လူတွေကအခွင့်ကောင်းယူပြီးတန်ဖိုးမထားတတ်ကြပါဘူးဆိုတာပါပဲပညာပေးဘဝသင်ခန်းစာရတဲ့ကျန်းသာဟိုင်ကားလေးကိုစက်သိန်းထိအားပေးတဲ့သူတိုင်းကိုကျေးဇူးတင်ပါတယ်နော်နောက်ထပ်ဇလန်းတွေလည်းအစဆုံးတင်ပေးမှာမို့ like and share ပြီးအားပေးခဲ့ပါဦးနော်